လက်လက်ရှိပါပဲဗျာ ချက်ကြီးကကောင်းတဲ့ဆိုင်ဒီကမ္ဘာပေါ်မှာမရှိတော့ပါဘူးချက်ကြီးရဲ့ကျမလေးသိပြောပါပြီ တေတော့မသေးပါဘူးအမွေးကြအနမ်းရလုံးဝအဖို့လို့မရှိဘူးပတ်တိလက်ချိပဲဗျာ ဟုတ်တယ် ဒီလုံးဝရပါတော့ ဒီလောက်နဲ့လက်ရပါပဲကိုချက်ကြီးရဲ့ကိုချက်ကြီးလောက်တော့လေလက်ရနေဒီစက်ကြောင်လာမှရှိတော့မှာမဟုတ်တော့ဘူးကိုချက်ကြီးရဲ့ ညလက်ရစားပြီးတော့မှဗျာကျုပ်ကောင်မလေးနဲ့ခင်ဗျားနေတော့လဲလိုက်ချင် အိမ်လာတော့ ဟာအပြောရဲ့ ဟာဟေး ဟာတို့မှလာမဟုတ်ညီမတို့လည်းမှာညီမလာလားတို့ပြောဟုတ်မှာဟုတ်မှာရှင်းရတယ်လို့ပြောနေမှာလည်းတော့မဟုတ်ဘူး ဟေးမလူကြနဲ့လေအဲ့လိုမလူကြနဲ့လေဟာဟေးဟေးနားတော့ဖေး ဘယ်တော့ပြန်လာနေသေးတယ်ကွာဘယ်ချင်းရှိပြီလဲ ဟောဖေးရဲ့အချိန်သိချင်နိုင်သွားကြည့်ပါလားကျွန်တော်များလာမေးနေရတယ်လို့ ငါတို့မင်းသေးတော့မယ်နင်းနေပြီဒီနေ့ရွာဦးเจ้าမှာငါတို့စွန့်ကြိုက်ပို့ရမယ်အလှည့်လေမင်းလောက်တာနဲ့ဦးစင်းတွေရောကိုရင်တွေရောစွန့်စားတော့ကြကုန်တော့မယ် ဟုတ်သားပဲ ဟမ် ငါဟင်းချက်ရမှာပဲတွားချက်လိုက်အောင် မချက်နဲ့တော့ငါချက်ပြီးပြီ ဟာဖေးဟင်းကိုကျွန်တော်ချက်မယ်လို့ပြောထားတယ်လေအဖေဘာကိစ္စချက်ရတာတော့ မင်းအသေးကြီးလို့အိတ်နေတာလေငါချက်လိုက်တယ်အဲ့ဒါနဲ့ ဘယ်ဆိုလဲပြီးရောနော်စောင်းချိုင်းတော့ကျွန်တော်ပဲပြင်လိုက်မယ် မပြင်ပါနဲ့တော့ကျွန်တော်ပြင်ပြီးပါပြီဗျာကျွန်တော်ပြင်ပြီးပါပြီခင်ဗျားပို့ယုံမယ်မဟာနဲ့ဒီမှာမင်းကတခါတည်းပါလိုက်မယ်နော်အဲ့ဒီစွင်းတွေကိုဘာမှပြန်လွတ်ဖို့မစဉ်းစားနဲ့နော်ဟုတ်သွား သိကြပါဘာမှမလုပ် ဆိုရပြီအားစီတော့ဒါလေးလည်းပါโอเคကြိုက်ပါလို့နောက်နေ့ထပ်လုပ်ခိုင်းနေရင်တော့ဒုက္ခပဲဒီစားဟောလို့ဒီတော့အောင်မယ်ရှိတယ်ဒီပစံဒါအကုန်မယ်အေးဒါကိုရင်တော့ဖြာပုံပြန်ပြီးတော့အာပုံရောင်းအောင်မယ်မှာ ဓမ္မယုံမှာကတ်စားလဲရပါလေကွာ ဆရာရဲ့ရှေ့ပတ်စံလေးနဲ့ဒီနေ့နေ့လည်စာလေးဝယ်စားအောင်လားဗျာအဲ့ဆိုဒီနေ့နှက်မှန်တာပေါ့ဗျာဖဲရဲလို့နိုင်မနိုင်အောင်သေးကြဘူးဗျာ ဘယ်တော့ယူပလုတ်ချင်းတော့ဇပ်ပူယူပလုတ်ချင်းလိုက်နော်ဒီမှာနေကြီးကဖဲလိန်ရင်ကြီးပေါင်းတောင်းချောင်းတက်တာလက်ကားမဟုတ်ဘူးဩနေလိန်ကြီးကြောက်တယ်မလားအေးငါနေကြီးလိန်ကြီးဒါပဲ ခါမလည်းနိုင်တာပေါ့ မနိုင်လူမယ်လေမနိုင်လူမှာပေါ့လူမိုက်နေနေလူမိုက်ဩငါလူမယ်မင်းတို့ကကြောက်တွေပြင်တာ လာမနေစင်နဲ့လေ ဟိုလေလက်မနေနဲ့ကျောင်းကပြေးရမှာလေ ပြေးရလေမသွားပါနဲ့တော့လားဗျာ ဟောအိမ်မက်ကောင်းနေငါနိုင်မှာညခေါင်းကိုဆင်နေတယ် ဟိုလေပေါက်ကြီးပဲဗျာမသွားရင်လည်းမသွားပါနဲ့ဗျာ ဒီမှာလေဒါဆင်လေမဆင်လေအဲ့ဆင်ကနေမှာခေါင်းကနေမှာထောက်လိုက်ကြလာမှာဘောပေါက်လားမင်းကလည်းနမိတ်မရှိနမဝေးကြောက်ချက်ကြီးဖေးဘာဖေးလဲ ခမင်းစားမလား မင်းကငါစိတ်လိုက်ဝါစားနေတာ ဘာဖြစ်လို့လဲဖေးရဲ့ ကွာဟာတန်တာပါခဲ့ရလားနဲ့ဘာဒီပေါက်ရလောက်လိုက်တာလဲကွာဆရာတော်ဘုရားငါ့ကိုသူ့လိုက်ကျင်းနေတာရကြတော့မရှိဘူး ဒါလည်းကိုယ်စိတ်ကိုထိမ့်ပါတယ်ဖေးရဲ့ဒါပေမဲ့စပုံမှုတယောက်ရဲ့ဗီဇတွေကကားရဲ့ခန္ဓာကိုယ်ထဲမှာအသွေးတွေအသားထဲမှာအကုန်စီးစင်းနေတာဖေးအဲ့ဒါကြောင့်သူ့လိုလုံးလိုက်မိတာပါ သူပေါ်တော့ကြောင်တော်လာပြောနေတယ်နော်ရောမင်းကဘာနဲ့တူလဲသိလားမင်းကမင်းကလေမာရသွန်ချန်ပီယံနဲ့ဖြစ်ရှင်သေးတယ်ခြေတော်တစ်ဖက်ကလည်းမရှိဘူးပြင်းနေတာမင်းရဲ့အဲ့ဒီစပုံမှုဆိုတဲ့အိမ်မက်ကြီးကိုညံ့အကောင့်ထဲပေါ်နေနေတာပြောနေတာ
မင်းအိမ်တပည့်ရင်ဘယ်နှခါမှဖြောင်းဖြောင်းတန်းတန်းချက်ဘူးလို့လေ အဲ့လောက်တော့လည်းမဟုတ်ပါဘူးဖေရအခုဒီမှာတားချက်ထားတဲ့ဟင်းလေးကိုစားကြည့်လိုက်နော်အဖေရှာပါလေရောမယ် မစားပါဘူးဒီမှာမင်းကငါပညာတွေသင်ပေးထားတာနော်ငါပိုင်တဲ့လေတွေယာတွေခြံတွေကိုဦးစီးစေချင်လို့မင်းကအခုတည်းကအေးမရဖမ်းမရတွေကိုလုံနေတော့ ဩကဲဒီသားပါလေပူညာနဲ့ဘာဒီဖြစ်နေတာတော့ကိုကြီး ရမှာတော့မင်းလူစဖို့မှုအယူလေအခုချိန်ကြီးအေးမရဖမ်းမရတွေကြီးပဲလုံနေတယ်ကွာ ဩအကိုကြီးရတယ်ဗျာဒီအတွက်တော့မပူနဲ့ဘာမြင်ရောက်လာပြီဟောဒီကငါအကိုကြီးရောကျွန်တော်ရဲ့တူရောခင်ဗျားတို့သားဖနှစ်ယောက်ရဲ့ဂျားထဲမှာကျွန်တော်ကတီတီကြကြမှန်မှန်ကန်ကန်နဲ့သေချာဝေဖန်ပြီးတော့အကဲဖြတ်ပေးရမယ်ဆိုရင် မင်းတူစဖို့မှုအယူတယောက်နဲ့ငါတော်တော်စိတ်ညစ်နေတာနော်မင်းကကြီးကျယ်တွေဝင်မပြောနဲ့ အော်မဟုတ်ဘူးလေ မင်းကဒုက္ခရောက် အော်ဘယ်လိုခိုင်းတော့ပါလဲကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ဘူးကိုကြီးအဲ့လိုကျွန်တော်မပြောစမ်းပါနဲ့ဗျာအကိုကြီးအဲ့လိုပြောတတ်တဲ့အကျင့်တွေရှိနေလို့ဘယ်သူနဲ့မှခင်ဗျာအဆင်မပြေတာခင်ဗျာသာဒုက္ခရောက်ပါ ဟုတ်ပြီဒီမှာမင်းကလူတကာဝေဖန်အကဲဖြတ်သုံးတတ်အောင်ဘယ်တခါမှမင်းတိုင်လူကြီးလုပ်ဘူးလေပြောတာ လုပ်ဘူးတော့ဘောအကိုကြီးမသိလို့ဟာအခုဗမာပြည်နေမဟုတ်ဘူးတော့ international chef international ဒီကိုတက်ပြီးတော့အကဲဖြတ်မှာအာ ဘာလဲရှောင်းပြောသားပါလေကွာ တကယ်ပြောနေတာ ဘာနေအားမတိတ်တာ ဩတကယ်ပြောနေတာပါဆို ပိတ်ထားလိုက်တော့ အဲ့ဒါမင်းပြ တော်ကြပါတော့ဗျာအသက်တွေလည်းကြီးနေပါပြီနော်အခုလိုအရင်မရဖမ်းမရပေါက်လို့ပဲသားစကားကျွန်တော်ချက်လာတဲ့အမဲနဲ့လေးကိုလေဒီမှာမြည်ကြည့်ပြီးတော့ဝေဖန်သုံးသက်ပေးကြပါလားလို့ရော့ ငါတို့ရဲ့ဦးလေးမြည်ကြည့်မှာဗောနော်မင်းရဲ့ဦးလေးကလေဟာဒီလိုမြည်တဲ့နေရာမှာတော့ specialist တော့ပါလေနော်ငါတို့ရဲ့လက်ရအောင်ကောင်းတယ်ဆိုတယ်ဆိုတာဦးလေးကိုယ်တိုင်ဒိုင်လုံးနဲ့ဦးလေးကိုယ်တိုင်အကဲဖြတ်ပြီးတော့မြို့မှာမှတ်ပေးတယ် အဲ့လိုလုပ်ပါ ဒါမှချက် အကဲဖြတ်မယ်အမဲနဲ့တစ်သက်လုံးဆွဲမှတ်သွားမယ်နော် ဟာတယ်အမေနဲ့ကိုအကဲဖြတ်ပေးမယ်ဟိုလိုကတော့ဇက်ဖြတ်ပါ ဖြတ်ပလိုက် ဒီ ဘာဖြစ်လဲရတာဘယ်လိုဖြစ်နေလဲ မင်းရဘယ်လိုရလိုက်ပါလဲဒီကွာမင်းချက်တာလေဟဲ့လေငါရှာကိုစော်ကားနေတယ်လို့ငါရှာနေမင်းဟင်းမွဲနေလေမတန်ဘူးဘယ်ကတော့ပါဟုတ်တယ်လေဘယ်နဲ့ကွာမင်းဟင်းမွဲဘယ်လိုတွေချက်တယ်မှာငါတက်လို့ရှာနေကိုဆိုတော့ဟိုဘယ်လိုတွေကိုပြောနေမှာဟာရှာနေဒီမှာလေနေဒီပါရောအဲ့ဒါမင်းကကလာစကားတွေလူဝါလူထုတ်လို့ဒီကအလုံးရှာတိတ်နေတာလားဒီ အဲ့ဒီဟင်းကိုလေကျွန်တော်မှဘလောက်ထိအောင်မှတီတွင်ပြီးတော့ချက်ထားရတယ်လေးလေးနားလေလားအဲ့တော့တုံလိုက်တယ်ဗျာရက်ဆက်တာ အမဘလို့လည်းမရတီတော်ကြီးချက်တော်လာတော့ ဒီမှာလေးလေအဲ့ဒီအမဲနဲ့ကိုလေဒဗလေအမဲနဲ့လို့ခေါ်တယ်နော်မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့အမဲနှစ်ထပ်ကွမ်းနှစ် လက်တကွာဘလို့လည်း ဒီကဘာနဲ့ ဘလို့လည်းနှစ်ထပ်ကွာချက်တာတော့ငါပြောရလားငါတခါမှမကြောက်ဘူး ဒီလိုလေးလေးအမဲနဲ့ကိုနည်းနည်းလေးမဲမဲလေးဖြစ်သွားအောင်ကျွန်တော်ကအပေါ်ကနေအမဲစီလေးတုပ်ပြီးတော့ကျွန်တော်ချက်ထားတာဗျာ စနစ်တော်ကြာသားပဲအမဲစီဆိုတာဟိုအမဲကောင်ကထွက်တဲ့အစီကိုမင်းတုတ်လိုက်တာ ဘယ်အဲ့ဒါစပိန်နေဆိုင်ကလေးမှာတုံးတဲ့အမဲစီကို လက်ဆက်လိုက်တာကွာငါတော့ငါကြာတာဒီ မင်းများနေပြီနော် ဘုံမပြောဘယ်နဲ့ဒီအမဲစီတောင်းလိုက်ရှာပြဟိုအဲ့ဒီလိုဟာဒီကောင်ရောရတဲ့ကောင်နဲ့အသက်ထုတ်သွားနိုင်တယ်အသက်ထုတ်သွားနိုင်တယ်အလိုလေကြောင်းတွေမှာကိုယ်ပါလို့ဖြစ်ကုန်တယ်ဟုတ်တယ် ဒီကွာတော့ မင်းကတ်ချစ်လို့ ဒီသွားတော့ပါ သွားပြီ တပတ်စာဝယ်ထားတဲ့အမဲသားတွေဟမ်အမိုက်တော့လည်းရကုန်ပြီ ဟုတ်ပါဘူး အမိုက်တော့လည်းရကုန်ပြီ ဟုတ်ဘူးလေ အဖေเนี่ยချိကန်တောင်းပါ နေမှရှိမရှိငါကြည့် ရှိပါပါဆိုင်မှာပစ္စည်းတွေကိုတော့ဝယ်လေအဲ့ဒါလို့ ငါနင့်ကိုအရေးကြီးကိစ္စပြောစရာရှိလို့ အမေမို့ ဒီလိုကငါဘွားတစ်ခုလုံးပြောင်းလဲဖြစ်မဲ့ကိစ္စငါဘွားအတွက်လေအရန်ကိုအရေးကြီးတဲ့ကိစ္စအဲ့ဒီကိစ္စမျိုးမပြောချင်ဘူး ဒီဘက်ပြရတော့မပြောနဲ့ ပေါ့ပြမှုပေါ့နွေ့နွေ့ရဲ့ဒီစကားတွေကိုလေငါနင့်ကိုပြောချင်နေတာကြာပါပြီငါ့ရင်ထဲမှာငါဘလို့မမျိုးသိမထားနိုင်တော့ဘူးငါပြောပြစီနော်
ရှက်လာပြီ နင်ကဘာကိုရှက်တာလဲ နင်ပြောနေရလေကျင်ငါမရှက်ပဲနဲ့ပုံနေရမှာ မဟုတ်ဘူးလေငါဟင်းချက်နီးအစ်စ်ကိစ္စကိုပြောမလို့နင်ကဘာကိစ္စရှက်ရအောင်ပြောစမ်းမအောင်အော်ငါသိပြီနင်ကိုရီးသားစကားပြောနေရတယ်လို့နင်ရှက်နေရမလားဟမ်ငါ့ကိုပြောဟမ် ဟဲ့ကောင်းဆုံးနင်ဟင်းချက်နေအစ်စ်တွေအလောက်ထိဖွင့်ရကြလို့နေသေးလို့လားငါမှတော့ရင်တုံပန်းတုံဖြစ်လို့ တကယ်တော့လေငါနဲ့စီကအကူကြီးတောင်းနေလို့ဟာဒီဒီကဟင်းကတကယ်ကိုကောင်းမှာအဲ့ဒါငါအဲ့ဒီဟင်းလေးချက်ချင်လို့ ချက်ပေါ့ငါဘာလုပ်အောင် ပတ်စံမရှိလို့ဟာ ပတ်သက်မရှိနဲ့နင့်ဖေစီကသွားတောင်းလေတထေးသားရဲ့ဘာလို့ငါလာတောင်းနေ ငါဖေကငါ့ကိုစိတ်ဆိုးပြီးတော့ပတ်စံတစ်ပြားမှမပေးတော့ဘူးဟာအဲ့ဒါကြောင့်နေ့စီကငါပတ်စံလာချီတာစိုင်နေရပတ်စံလေးပဲဖြစ်ဖြစ်လေငါ့ကိုခဏလောက်ချီရပါလားငါပြန်ပေးမှာပါဟာနင်ကလေနော် သူ့လုပ်တွေကြီးပဲပြီးရောနင်ဘယ်လောက်ယူမှာ သုံးသားကျေးဇူးပါပဲဟာငါဟင်းချက်ပြီးရင်လည်းအဲ့ဟင်းကိုမြည်မဲ့လူတွေနေရှာထားပေးအောင်နော် ဟဲ့အဲ့တော့မဖြစ်နိုင်ဘူးတရွာလုံးကလေနင်ချက်တဲ့ညုံစားမှာဆိုလို့ပတ်ပြီးနေကြတာ ဒါမှလွဲပါတယ်ဟာနင်ကလည်းထုံးစံတိုင်းပေါ့နင့်ကိုအကျွေးမပေးတဲ့လူတွေကိုမေးလိုက်နော်ငါရဲ့ဟင်းကိုမြည်မလားနင့်အကျွေးကိုပေးမလားလို့မေးလိုက် တော်လိုက်တော့နော်အကျွေးမပေးချင်လို့ဆိုပြီးနင်ချက်တဲ့ဟင်းကိုပဲတိတ်နေပြီးစားနေကြမှာငါမှလည်းကြာရင်ငါ့ကိုတတ်တော့မယ်မှာ ဟောအဲ့ဆိုလည်းငါ့ကိုတခုတော့စီစဉ်ပေးဟာနင်ကလည်းတကုံမရှိတဲ့ဖေဟာလင်းမရှိတဲ့မယားဆိုတော့မတင့်တယ်သလိုမျိုးပဲစားမဲ့လူမရှိတဲ့စပူမှုတယောက်ဆိုတော့လည်းမတင့်တယ်ဘူးဟာနင်အောက်ကိုရပါတယ်ဟာတော့ငါ့ကိုကူညီပေးစမ်းပါ အေးပါငါတို့ခုစီစဉ်ပေးမယ်ဒါမဲ့ဒီတစ်ခါချက်တဲ့ခါကျတော့တေချာလေးစားကောက်အောင်တော့ချက်တော့ ပြီပါငါကြိုးစားပါမယ်ဟာကျေးဇူးတင်ပါတယ်ဟာနင်ကလည်းနော်နင်ကရဲချစ်ဖို့ပါ တော်သားမှာဟောင်းညာပြီးခိုင်းနေရတိကျတယ်လို့ ဒါလမ်းမဟုတ်ပါဖေတို့ဆိုင်လေးကြည့်ပါဦးတရေ6မှာတော့ကြောက်ရတယ် ဖုန်းတော့ပေးမလို့လေ ဟုတ် ဟဲ့တေးချောင်းမအောင်ကြောက်ပါရဲဆိုအန်ရီကင်းပေးလေးပါလေရွေးအောင်လို့ဖုန်းတော့ပေးလိုက်ပါ ယူအားတာသမီးတွေတော့ခက်တာပါပဲတရေ6မှာတော့ဆိုင်မှာလူမရှိလို့ရွဲ့ပြောတာဟုတ်တော့လဲဟုတ်တယ်နော်ဆိုင်ရလဲဖိတ်ကစားနေရတာမတူတော့ဘူး ဟာပြောတာဘောသမီးအဖေလေးအဲ့တော့စိတ်ညစ်နေတာအဖေတို့ဆိုင်စားသုံးသူတွေပြန်စီကားဖို့ဆိုတော့ special menu တွေတော့လိုနေပြီဒီနားမှာလည်းဆိုင်ရတယ်ဆိုင်မင်းဆိုင်ပေါ်လာတာဆိုတော့အပြိုင်ဆိုင်နေရင်ပဲဒီဆိုင်တွေကိုရှင်ဖို့ဆိုရင်တော့အဖေတို့ဆိုင်အစားတော့ပဲထူးခြားခြားနဲ့ဆန်းသစ်နေမှာကိုရမယ် အဲ့တော့ဖေကဘယ်လိုစဉ်းစားထားလို့လဲ ဖေစဉ်းစားပြီမြန်မာပြည်နဲ့အောင်ခီးထွက်မယ်ဒေသအစုံအစားတော့တွေကိုလေ့လာမယ်အဲ့အစားတော့တွေကိုအဖေတို့ဆိုင် special menu အသစ်အနေနဲ့အဖေတို့ဆွတ်ဆောင်မယ်ပြီးတော့အဲ့အစားတော့တွေကိုကောင်းကောင်းချက်ပြုတ်နိုင်တဲ့စပုံမှုကောင်းတယောက်ကိုတွေ့အောင်ရှာပြီးတော့အဖေတို့ခေါ်ခဲ့မယ်ဒါမှအဖေတို့ဆိုင်အရင်လိုပြန်စီကားလာမှာ ခီးထွက်မယ်ဆိုတော့ပျော်စရာကြီးပေါ့ဖေသမီးနဲ့လိုက်မယ်နော် လိုက်ရမှာပေါ့တားပါလေး2ယောက်ရှိတာဟမ် တိတ်ပဲကြည့်တော့ခါတောက်ခံရတာ မတနေမလို့ပါမင်းကလေဟာဟောလောက်သွားတွေ့မယ်နေပါကောင်းလဲနေကြောက်ပြမှာကွာ သူကနေတော့မှာတော့ဗျာအဘုန်းကြီးကအကူတော်တော်သိနေပါကြီး မင်းကတော့သိမသိသေးပါဘူး အဲ့မှာတရားတယ်ကြီးတော်တော်သိနေပြီတက်လိုက်ပါ ဟုတ်ပါရဲ့ဗျာကျုပ်တို့မှလည်းကဲလူပိုင်းစလို့ကြာခံထားရတာကြီးပဲညပ်ဖို့လည်းပြကြသိကျင်တော့ဗျာ ဟာလဲစနော်လဲနော်အေးစာနာသိအဲ့ဒါကိုပြောတာ မိမကြီးကြတာငါမဲတော့လိုက်ပါတော့ ကျွန်တော်တော့မှာတပြင်းလို့သွားတော့မှာ တော့တယ်ငါတော့ဟိုဦးွားလို့ငါတော့ပါပြစ်ထုတ်ပြမှာအကုန်လုံး ပုတ်လိုက်နဲ့မျက်နှာမှာလည်းတန်ရာကြီးပဲ ဟုတ်ပါကြငါနှလုံးသားလေးနွေးနွေးလာသူ့ရှိမှလုံးဝအိမ်ပြက်လို့မရအောင်တော့ အိန္ဒိယမပြတ်ဘူးကျွန်တော်တို့ကရုပ်ပြက်နေတာ ဟုတ်ပါဗျာ မင်းတက်တာငါတက် 3ယောက်ပြက်နေတာဗျာ ခွေလိုက်မယ်တို့ခွေလိုက်မယ် ဒီမှာလည်းပွဲလို့ရမလားလို့ထိုးခံတာပါးရီမီးကြီး တန်ရာပုံရတယ်ဆိုရင်ငါတို့3ယောက်အချင်းချင်းကျင့်နေရတယ်ဟိုတိုင်းကိုအားမကျင့်နေကြကိုနေချိုးလဲလား အားကျင်တော့လားဆို
ဟုတ်လားတော့ဒါပြီးတော့ဘာဖြစ်နေလဲ ကိုလေးရှင်းမလားဒရရီနဲ့ပါလားဟောထုံးစံတိုင်းရှင်ခံလာခဲ့ရပြန်ပြီမလား ဒါပဲလေဒါပဲလော်လာပြောနေတာဘာဒါပဲလေရမှာလေဒီမှာခန်းဆိုနေပေါ်ထုံးစံမြင်တော့နေရတုတ်တယ်ဖုတ်တယ်ဒါပဲဒီမှာဒါအချင်းချင်းတိုင်းကျင်ထားတာ တဲ့ဟုတ်ပါလားဘာတိုင်းလဲ လက်တိုင်းလေကိုလေးလက်လေးထိုင်တော့ရင်ပေါ့လေ ဒါလေးတော့တင်ပေါ့ပြောမယ်ဆိုရင်တော့ဖဲမနိုင်ကင်ပေါက်တိုင်း ကဲပါဟိုကြပါတော့ကျမကဒီနေ့ရှင်တို့အလုပ်တစ်ခုအပ်မလို့ကျမရှင်တို့3ယောက်မွေးသိမ့်ပေးပါနော် လုပ်ပြီလေလုပ်လိုက်တော့လေဦးလေဟိုဘာခိုင်းမှမသိပဲလေဘာလို့ လောရမယ့်အလုပ်ကတော့လွယ်လွယ်လေးပဲကမ္ဘာပေါ်မှာအဲ့ထက်လွယ်တဲ့အလုပ်မရှိတော့ ဩသဘောပေါက်သွားပြီတို့3ယောက်ပတ်စံသိမ်းပေးမယ်ကဘာမှာအလွယ်ဆုံးအလုပ်ဆိုတော့ဟာတို့လူမိုက်လာငါဟုတ်ပြီလေကြောဘယ်ကောင်းအောင်ချောင်းရိုက်ပေးရမှာငွေ3သိန်းတော့ဆိုရင်တော့ထိပ်ပေါက်ခေါင်းခွဲ package လောက်ပဲရမှာ ကျွန်တော်တို့ကွဲမှာနော် ရှောက်ထိတို့ဖြစ်နေတယ် ကြပါဦးခါပြောတော့လဲစောအောင်နားထောင်ရှင်တို့လောရမယ့်အလုပ်ကသွေးထက်တန်ရုံလုံးလုံးဝမဟုတ်ဘူးချက်ကြီးချက်ထားတဲ့ဟင်းမြည်ကြည့်ရုံပဲ 啊，别动了嘞！ စက်ကြီးချက်တဲ့ဟင်းကိုမြည်မဲ့သားငါတို့ဖဲဝိုင်းမှာသွားထိုးခံမလို့ ကိုနေရှင်ပြောတော့ရှင်ကကျမအတွက်ဆိုဘာမှမဆိုလုပ်ပေးမှာဆိုအခုဒီဟင်းပွဲလေးမီးအောင်ပဲရှင်မလုပ်ပေးနိုင်ဘူးလား ဩခုကလောက်ရတာမဟုတ်မြည်ရတာလေမတူဘူးလေဟိုဒီလိုလုပ်ပါလားနှွေးရဟိုကလေချက်ကြီးဟောင်မစားဘဲနဲ့အခြားဟာလေးစားလို့မရဘူး မရအောင်မရအောင်ချက်ကြီးဟာပဲစားရမယ် ဒီလိုတွေပြောနေလည်းမသိဘူး ပြောစားမလားမစားဘူးလား စားမယ်ကွာစားမယ်ဟာ ဒီတော့အားဆိုလို့ရှင်လေဒါမဲ့တခုတော့ရှိသေးတယ် ရှိတယ်လားနောက်တစ်ခုက ဟင်းပွဲရေးစားပြီးသွားလို့ရှိရင်ပြုံးလေးနဲ့ဟိုချက်ကြီးဟင်းချက်တာအရန်ကောင်းတာပဲဆိုပြီးတော့ရှင်တို့ချီးကျူးရမယ် ဒီလိုပါသေးတာ ပြုံးလေးနဲ့ချက်ကြီးနဲ့ကောက်လိုက်တာလို့ပြောရမှာပေါ့ပြောမယ်မလေးပြေးနေတော့ယူလာပြီ ဟုတ်ပြီထားဝေဒနာတော်ရတဲ့နာပိကိသတ္တနာမလမမယတာမဘကဝါသနာအဒီနာ အဲ့ဒါဖြစ် ဩဟင်းမွေးမြည်ရတော့မလေးတက်တာလို့တက်တာညာတရားတရားလေးအာယုံပြုတ်နေ ဟုတ်ပါရဲ့ဗျာကျုပ်တို့မှလည်းလေလူမိုက်လောက်လာပြီတခါမှဖះတရားတားလိမ့်မလို့မတွေ့ဘူး ပြောလိုက်လူမိုင်းလေဘာလူမိုင်းလဲမျက်ရည်နဲ့မျက်ဝါးကြီးပဲ ကဲခေါ်လိုက်ပါ ဟိုကလေးဖုတ်လိုက် ဘာလဲကော အပြတ် ဟာလေဘယ်ချိန်ရှိနေပြီလဲဟမ် နာရီပြနေတော့ ဩနာရရင်ကြနေတယ်လို့ကွာဘယ်ချိန်ရှိနေပြီလဲအချိန်နဲ့အရန်ကိုနောက်ကျနေပြီဟမ် please carry it come in your show ဟင်းပွဲပဲမလဲဟင်းပွဲ ဘုကားတော့ပဲကောင်းပါလေဟင်းပွဲပြောနေတာဟမ်ရှိုး ဘယ်မလဲအဲ့ဒီဟင်းပွဲဟမ်ဘယ်ချိန်ရှိနေပြီလဲလို့ ဟောဒီဓာတ်ကိုရပဲဗျာ ဟင်းမင်းသွားလို့ကွာ အော်ဟိုပါဟင်းပွဲလာပြီ ဟုတ် လာပါပြီဗျာ အာ လာပါပြီနာနာတင့်တယ်စပါတဲ့ဒီပွဲ တော့မျိုးလေးကိုပြော အဲ့တော့တိတ်မစားဟမ်ဒီကိုလည်းဒီတိုင်းနေတယ် ဒါမင်းဟင်းပွဲ ဟုတ်ပါလေ အာသိနေတယ်မင်းဟင်းပွဲထဲမှာပါတဲ့ပဇွန်ကလွန်ခဲ့တဲ့တပတ်လောက်ကလေးကတော်တော်ကိုယောဂရပြီးသေထားတဲ့ပဇွန်ကွာသိထားပြီလား အဲ့တော့မင်းပြောတော့ကြောက်ပစုံကျွေးမှာဆို ဟုတ်တယ်လေကြောက်ပစုံပဲ အဲ့ဒီကြောင့်မသိသေးလေးကြောက်ပစုံ ပြုတ်သေးကလေးတအားကြောက်ပြီးသေသွားကြောက်ရတော့မနှခါအော်သွားသေးတယ် အဲ့ဒီလိုဟောအသေးတာအဲ့တော့ကြောက်တယ်ပစုံသိတာအေး ကြောက်နဲ့သေသွားတဲ့ပဇွန်မလို့ကြောက်ပဇွန် ကြောက် ဟောအဲ့လိုလား ဟုတ်ပါတယ် အေးမင်းဟင်းပွဲကိုငါကြည့်တာငါမြည်လိုက်လို့ရှိရင်ငါရှာကိုစော်ကားမယ်ဟင်းပွဲမင်းဟင်းပွဲနဲ့ငါရှာနေမတန်ဘူး ဦးလေးပါးစက်နဲ့တန်တာစားမလား သူ့ကြည့်လိုက် ဘယ်လိုတိုင်းပဲပြီး ဟုတ်တယ်တိတ်မဟုတ်သေးဘူးကလေတရား no beautiful နားရတယ်ပြလိုက်မလားပဲတုံးနေပြီ ဘာရောမတငါမစားနဲ့ငါဘာရောကြရှိတော့ရောရမစားဟဲ့တော့အိုးရေးနေဘာဖြစ်မှာတော့ဒီဘက်ကအစုံဆုံးစုံလေးကိုညှက်မှာအမော အဲ့ကောင်မှတ်ထားလိုက်ဟေး ဂျာမင်းပြင်ဆင်လာတဲ့ဟဲ့ဘွာဟုတ်လား ဟုတ်ပါတယ် တိတယ်အာ
နှခါတော့ကလုံးလဲမယ်ကတော့မလုံးနဲ့တော့နော်တော်ပြီမလုံးနဲ့တော့ သုံးပါပြအောင်တော့ မလုံးပါနဲ့တောင်းမှန်ပါနဲ့ ဘာလဲကွာ မလုံးပါနဲ့ ညစားမလို့ဗျာ စောကားက ငေါရှာပဲစော်ကားတာကျုပ်ကလူစော်ကားခြင်းတယ်ပြီနော် ရကြလာခဲ့ငါထိုးလို့လည်းဟာလူစောကားမှာတော့မဲ့မင်းကငါ့ကိုတက်စောကားတာကွာဒီခင်းပွဲကငါသိနေတယ်ဟမ်ဘာလဲဟင်မတည်ဘူးစောကားနေတာ ဒီလေးပြလိုက်ပါလား ဘုံပြောင်းနေဦးလေဒီပွဲမပြေလို့ရှိရင်နောက်တော့ဟိုစားတော့ဆိုင်ကနေဟင်းပွဲတစ်ပွဲလေးကောင်းတာလေးမှာလိုက်ပါလားအဲ့ဒါကိုမြည်လိုက်ချင်တယ်လေ ဟုတ်ပါပဲလေနော် မြည်လိုက်ချင်တာငါမြည်ချင်တယ်ဒါမမြည်ရရင်ငါမြည်ချင်တယ်ဟုတ်ပဲဟောတာတော့ ဟိုဟင်းပွဲကမပြည့်စုံသေး ပြည့်စုံမယ်မခင်းသေးဘူးခင်းပြီးနေပါဆိုင်လို့ဟုတ်တယ် ဘဇွန်အစိမ်းတော့လေအခုမှစိမ်းအောင်တော့ရတာ ဟုတ်တယ်ဘဇွန်အစိမ်းတော့ဆိုတာဘဇွန်အစိမ်းကိုရိုးရိုးတောက်တာမဟုတ်ဘူးလားလို့ အေးမင်းတို့ပြောတဲ့အဲ့ဒီဘဇွန်အစိမ်းတော့ဆိုတာစပုံမှုနဲ့ချက်တတ်တယ်နော်ဒါမျိုးဟင်းပွဲဆိုတာငါတယောက်ပဲချက်တတ်တာဒီမှာအဲ့ဒါမျိုးကလေကြီးကျယ်ခမ်းနားလှတဲ့စပုံမှုတွေမှာသာရှိတဲ့အရေးချင်းပဲမှတ်ထား အေးနော်အဲ့အေးချင်းကြောင့်လားမင်းဟင်းပွဲလေးကစားမကောင်းမဲ့ပုံကိုစားကောင်းမဲ့ပုံပဲဒီအောင်ဒီတော့မသိပါဘူးနော် ဒီဟင်းပွဲကိုစားပြီးတော့သေမသေးတော့မသိဘူးနော်ဒါပေမဲ့ဒီဟင်းပွဲကိုမစားရသေးဘဲနဲ့တော့ဘသူကမှသေခြင်းမှာမဟုတ်ဘူး ဟင်းပွဲနေနဲ့တည်ချင်းစောနန်းနေပြီကွာ ကဲပါဆရာရဲ့မြင်စားပြီးမြင်ကုန်တော့မြင်ပတ်စံရတာပေါ့ဗျာစားပါဗျာ သုံးဆောင် ဆရာပူစားတော့ဘာပူစားမှာဝါဒီမောစင်းနဲ့တုတ်ထားတဲ့ပဇွန်စိမ့်တုတ်ဒီခါပဲပြင်မှုသေးဒီတော့ဒီလောက်ပါဒီလည်းအေးလာပဲကွာ ကောင်းလား ကောင်းလိုက်တော့ကောင်းလိုက်တယ်ဘာကောဒီဝဲကောင်းလို့ရေးတော့ချတယ်ဘယ်လာပြီလဲတော့ဒီလိုလေ ဒီရင်တပွဲနဲ့လည်းတော်တော်ပြည့်စုံနေပါပြီကိုချက်ကြီးရဲ့နောက်တော့ဘာမှမလိုတော့သိပါ ဘယ်ပြည့်စုံမလဲဒီတဲ့ပို့ပြီးတော့တင့်တယ်ခမ်းနားလှပတဲ့အချို့ပွဲတွေနဲ့တဲ့ခင်ဧည့်ခံအောင်ပါဗျာခဏလေးပဲဆောင် ခေါ်လိုက်တော့မယ်တော့ပြီးတော့တို့နည်းနည်းလေးတော့ပို့ပေးပါလား ဘာလို့ပို့ပေးရမှာလဲ တချို့သေးပေါ့တချို့သေးလို့စားပါတော့ ရှင်းတော့တပွဲပဲကျွေးမယ်လို့ရှင်းတော့ထပ်တပွဲအောင်ထပ်ကျွေးဦး ကျေးဇူးတရားအောင်မဲ့လူကလည်းလေခါတော့တော့ပို့ပေးပါလားနည်းနည်းလေးနောက် ပြောပြီးတာစောက်ခါ ဘလို့ပါလဲဘာလို့လဲပါ စားလို့ရှင်တော့နော်ရှင်တို့ကဒီမှာဒီဆက်လာမှရှိတယ် အေးရောအချို့ပွဲ တချို့ပွဲဒီပါစားပြီးတန်းတချို့မှာဘဲဦးနဲ့ဖရဲသေးတယ်ကွာမစားဘူး စားလိုက်ပါဆရာရဲ့မဟုတ်လို့ရှင်ပတ်စံရမှာမဟုတ်ကျွန်တော်ပြည့်သိစားပေးမယ် ကျွန်တော်ဘဲဦးစားပေးမယ်လေးဆရာ ဒါစကုန်နေရှင်းအောင်နှမျိုးလုံးစားလိုက် မစားဘူးနှမျိုးမှမစားဘူးနှမျိုးလည်းမစားဘူးနော်နင်းပတ်စံလည်းပြီးတော့သွားပြီပြီးတော့မှ ကျွန်တော်အတက်နဲ့တတိပေးပါရဲ့ဆရာရဲ့ဆရာမလို့လောက်ရလိုက်တာဆိုတာ ဩမင်းရလေကွာငါအပြစ်ကြီးပဲဘလူကတော့ရှုံးနေမလဲကွာနိုင်အောင်စော့တာပဲလေတော့ရှုံးတာဘလို့တက်နိုင်ပါလဲဟာရှန်ကိုမီကအစင်ပြီလို့ပိုကာလေးပြောင်းတောင်းပါပိုတော့စိုးနေသည် ဟာပုတ်ကဆော့တယ်ဆိုတော့ညံကောင်းပါလေဆရာနေကိုလည်းညံကောင်းလို့လားခဲ73ချက်တော့မပြည့်လားမပြည့်လားမသိပဲနဲ့ဒါပြပုတ်ကတော့ဆွဲနေသေးတယ် ဟောငါကျင်လိုက်မယ်ဖုတ်လိုက်မယ်မင်း အေးဟိုကကင်လိုက်ဖုတ်လိုက်လို့စားကြမရှိတော့တာလေ ဟာမင်းကလည်းငါအပြစ်ကြီးပဲဟာငါကစဉ်းစားနေတာဟာပိုကာနဲ့ရှန်ကိုမီကအကျိုးပေးလို့မရဘူးကွာကိုစောင်းနဲ့မကြိုက်တာ အော်ခဲဆော့တယ်ဘဲကူတော့တဲ့ကမကြက်ရမှာလေဗျာ ဒီတော့မဟုတ်ကွာငါခုစဉ်းစားနေတာရှိုးပြောင်းစော့ရင်ငါတမျိုးရှုံးမလားမသိဘူး အော်မနိုင်တော့ဆော့မနေနဲ့တော့နော်အခုကစားဖို့ပြောနေတာလူမိုက်လောက်စားပြီးတော့တောင်းစားရင်တော့တိတ်တဘာမှမကြောက်ဘူးနော် ကြံနေတယ် အကြံအဲ့ဒါဆိုရင်လေ ဟာဟုတ်ပြီစားရေးတောက်ရေးအတွက်ကအရေးကြီးလာကြံမှဖြစ်တော့မယ်အကြီးကြံမယ်ကွာအကြံကြီးကြီးမယ်ဟော မောင်းနေအောင်ပါ ။သမီးကလည်းဒီလမ်းတော့ဆုံးအောင်မောင်းလိုက်ပါ။လမ်းဆုံးရွာတွေ့မှာ။တွေ့လို့ရကြမှာစုံစမ်းကြတာပေါ့။အဲ့ရွာမတွေ့လဲနောက်တွေကတော့တွေ့မှာပဲ။ကိုနဲ့ကန်ဆက်တဲ့လူတွေတခါတည်းခေါ်လာကြဟုတ်လား။ ဖုတ်တာအသာထားဘာဖြစ်နေရလဲအဲ့ဒါ ဓမြဆက်တယ်ဓမြဆက်တယ် ဟိုဓမြစကန်ကြီးကွာဒီလိုကြီးကွာသလား လူရှင်လို့သွားနေကွာ ဘုန်းနေဟုတ်ကောင်းဟုတ်ပါမလားဘုန်းကြီး
ဒီဦးလေ မသိရင်မလုံးနဲ့လေ တိတိတိလောက်ရမှာဒီချိန်မှာမလုံးလို့မရတော့လောက်ရမှာတော့ဓမြတိုက်ကိုတိုင်းမှာဖြစ်တော့ ကိုနေအရှင်တို့ကလူတာရက်တာလောက်ပဲရှိတယ်နော်အခုကဓမြတိုက်တဲ့အစိမ်းရောက်လာကြည့်ကြတယ်လို့ မစင်းသားတော့ကွာလုံးဆက်ရှိကလုံးလိုက်တော့ ဆရာဒီဓာတ်နဲ့လေကျွန်တော်ထိုးရမှာလားခေါ်ရမှာလားရိုက်ရမှာလား ဟောမင်းထက်တာထုံးထက်ထားလိုက်ဒုက္ခပါဓမြတိုက်ပါလေဆိုမှခုံးတင်ခေါ်မယ်ရိုက်တင်ရိုက်ရမယ်တေအောင်တော့မလုံးနဲ့နော် ဆရာမတော့ပါနဲ့တေအောင်လည်းလုံးလို့မရပါဘူးဒီဓာတ်အတူယူ လုံးဝလေကွာမင်းအစ်စ်နဲ့ဆိုလို့ရှိရင်မင်းထောင်ကြသွားမှာဗောတတ်မှုကဖြစ်သွားမှာဗော ဟုတ်လားအဲ့လိုလား ကဲဘုန်းနေဘသူ့တိုက်ရမှာ ကောက်တိုက် ကကျွန်တော်တိုက်ရမှာလားကကျွန်တော်တိုက် မင်းကဓမြတိုက်မင်းကတိုက်ရမှာဗော ရှင်းရှင်းပြောလေတခါတည်းပြောတာလေ မကားစီလိုက်ကားရုပ်ပြဆရာဘယ်လိုခေါ်တာလဲ ဒီတုတ်ထားတော့အကွေနေတဲ့ချာ ဘယ်လိုသွားသူကကျွန်တော်တိုက်တာဒီကျွန်တော်ဘာမှမတိုက်ရသေးဘူးဆရာ မင်းအရင်တိုင်းလို့ကတော့ငါမတုံးလိုက်မယ်နော်မင်း အဖေဖေကြည့်ပါဦးဘာဖြစ်သွားကြလဲမသိ အဲ့သမီးကားနဲ့တိုက်တာပြောတယ်ထင်တယ်တယောက်မှမသိဘူး ကျေးဇူးပဲ အကျေးဇူးပါ ဘူးလို့နိုင်တိနဲ့ဆင်းလာပြီလားကျေးဇူးတင်တယ် အကျေးဇူးတင်တယ် အကိုကပစိုးရည်စီးပြီးတော့နေကြလို့တိုင်းကစားနေကြလား တူတူပုံနဲ့ကြားနေ ဓမြကိုတိုက်လိုက်တော့ ဟဲ့မောင်ရင်မင်းဒိုင်းနဲ့ငါသမီးဘာလို့တာလဲ အော်ကတော့တော့မကတော့ ဓမြတိုက်တာကတော့တောင်းမှဓမြလည်းမတိုက်ရငေါ့တိုင်းလည်းဓမြတိုက်တော့တိုက်ကြည့်တာ မပေါ်ရလေဟဲ့တော့ခဏခဏနဲ့ကွာမင်းတို့ဓာတ်ရငါတို့ခိုင်းမိမယ်ကွာ အဲ့ဒီဒါအန်ရမရှိဘူး အတူတွေ ဟာအတူလား အတူနဲ့တူနဲ့အစ်စ်တွေဟော ဒီမှာတော့တိုက်တော့တိုက်ချကြည့်ဟာတခါမှမနဲ့ရှင်းရအောင် အကိုကဓမြရည်လား ဟုတ်တယ် ဓမြရည်ရုပ်ရှင်ထဲမှာပဲမြင်မှုတာအခုမှပဲပြင်မှာမြင်မှုတော့တွေ့ရဝမ်းသာပါ မင်းသားတယ်ညီမလေးမင်းသားဟာကိုရောလေဒီပါကျမနေတာဟုတ်လားမင်းလိုက်စားကြပါဆက်စားမယ် ကိုနေတဲ့နေရာကိုပြောနေလားဓမြတိုက်နေတာ မင်းစက်ပြီလို့ စကားမင်းနဲ့ရှိတော့ကောင်းတာ ကြာတော့ငါတတ်မှာကော ဒါဆိုရင်မောင်ရင်တော့ဓာတ်တကယ်အစ်စ်တည် ဟောဖះကိုစူပါစီရဗျာ ဟာသမီးရဲ့ဖះစုတော့ပါလို့ဆိုတော့ဒါတေချောင်းစစ်ပြီဓာတ်တကယ်တိုက်နေတာအဲ့ဒါသမီးပြေးရသမီးပြေးလိုက်တော့ ပြရအောင်မလားဖေ သမီးပြေးလိုက်တော့ ပြင်းပြီနော်ဖေ ဒီတတ်တာကြီးနော်ဟိုဟဲ့ခရီးမဟိုလမ်းလည်းမသိပဲနဲ့ညာဘက်ဆိုတော့တော့ဆိုဘယ်ဘက်ကတင်းနိုင်ကုန်တိလား သမီးမာရမမင်းနဲ့တော့ညာဘက်နဲ့ငွေရတို့နဲ့သမီးပြေးတာမှုန်းနေတာမပြေးတာကြောက်တော့ သူကကျန်တော့အတူတိုက်ပါမောင်တို့တိုက်ကြပါကဲရှိတယ်ကိုတို့မြတ်ထုတ်ရတော့တက်ယူနေကျန်နေမြတ်ထုတ် မောင်ရင်အသက်ရှူကြမှာပေါ့ဒီမှာမောင်ရင်ဓာတ်ကြီးဖုံးတာတော်လေးလား ခုကအသက်ရှူချောင်းဟာမောင်ကြီးလူကြောပဲငငယ်ဒီတော့ချိုးသေးတယ်တကယ်ကလေးနဲ့ဟုတ်လားလမ်းနဲ့မလို့ခုတ်ရတယ် ဆရာလမ်းတို့ဓမြတိုက်တာပေါ်နေပြီဆရာရဲ့ပေါ်နေပြီ ဟုတ်ပါလားရခဏကြုံနေတော့မမိလိုက်လားမိတယ်လမ်းမှာတွေ့ခေါ်တော့ အဲ့တော့ပြောမယ်နော်ဆရာ ဟာသူ့လုံးမရမှာဟောရက်ကလည်းရှေးတယ်ကွာနည်းငုံငါနည်းငုံငါကြက်အနေနဲ့ဟုတ်တယ်ဟော အဲ့ဘယ်နေရအဲ့ဘယ်နေအောင်ရောက်နေရလဲငါဘူးဒုက္ခငါဘယ်နေရရောက်နေရလဲငါဘယ်နေရငါပဲရောက်နေငါဟောဘယ်လိုဟာဒုက္ခငါဘယ်လို ဦးလေး ဟဲ့ ဦးလေးနေပေါ့ဦးလေးကဘယ်သူအိမ်ကိုလိုက်ရှာနေရလဲ ငါဘာလုပ်လဲ ဟာမနောက်ပါနဲ့ဦးလေးရယ်ကျွန်တော်ဘယ်လိုလုပ်သိမှာတော့ဗျာ ငါဘယ်နေရောက်နေရလဲဒါဘယ်နေရလဲ ဒါကဖောင်းတော့ရွာ ဖောင်းလို့လား อืม မင်းကဘယ်လိုလဲ ဟုတ်ကျွန်တော်ကဒီရွာသားပါဦးလေးကဘယ်ကိုသွားမှာတော့ ငါဘယ်သွားမှမလဲမသိ ဟမ် ငါခုကလည်းငါမသိ
ဘယ်နေရာရောက်နေမှလည်းငါမသိဘူးဒုက္ခပါပဲကွာ ဦးလေးရဲ့ဦးလေးကိုယ့်ကိုယ်လည်းမသိဘူးသွားမဲ့နေရာလည်းမသိဘူးရောက်နေတဲ့နေရာလည်းမသိဘူးဆိုတော့ကျွန်တော်ဦးလေးကိုဘယ်လိုကူညီပေးရမှာတော့ဦးလေးဟိုဦးလေးတေချာစဉ်းစားကြည့်ပါလားဦးလေးသိတာတစ်ခုတော့ရှိမှာပါစဉ်းစားကြည့်ပါလား အေးဟုတ်ပြီဦးလေးသိတာတစ်ခုတော့ရှိတယ်ခုချိန်မှာဦးလေးပိုက်စားတာသိတယ် ဗိုက်စားတယ်ကဲဦးလေးအားရပါရတာအစားနော်ဒီဟင်းနေအကုန်လုံးကလေကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဟင်းနေကြီးပဲရော့ဘာမှအောင်မလဲဆွဲ ကျေးဇူးတင်ပါတယ်ငါတို့စိတ်ချစားမှာစားနေရတယ်အတော်ပဲ စားစားဦးလေးအားရပါရတာစားဟိုစားပြီးရင်လေကျွန်တော်ရဲ့လက်ရလေးကိုကောင်းမကောင်းလေးအကဲပြတ်ပေးဦးနော် ဖြတ်ပေးရမှာဗောဟိုဒါနဲ့ဒါဘာကြီးလို့ခေါ်လဲ ဟောဒါငါဖတ်ထုတ်ပါ အဲ့လည်းမပါဘူး ဟောဖတ်အစားချမောင်ရုပ်ကိုတုံးလာတာချမောင်ရုပ်ကတော့ပျော်သွားတာပေါ့ အော်ငါနဲ့ချမောင်းနဲ့ ဟုတ်တယ်ဒါကြက်ကလာသမီးချက် ကလာသားမဟုတ်လား မဟုတ်တော့ကြက်မလေးအပြိုလေးကိုရိုက်တက်ပြီးချက်ထားတာ အော်ဒါကြောင့်ဝင်လေး သမီးချက် ဝင်အီလေးဒါလေးရော ဒါကတော့ workshop ဖတ် ဒါဝတ်မလေးပဲလေ မဟုတ်ဘူးလေဟိုဝတ်သားနဲ့ရှောက်ဖက်နဲ့ချက်ထားတာအေးပြောင်လို့ အော်ဝတ်ရှော့ဖတ် ဟုတ်ကဲ့ ဟာအပြစ်ဆန်းနေရဲ့ဒါဆိုဝတ်ရှော့ဖတ်ကလေးဦးလေးစားမိကြည့် ဟုတ်ကဲ့ဦးလေးစားစား ဦးလေးဘယ်လိုနေလဲ ကောင်းလိုက်တဲ့အရသာကွာနတ်တုတ်တာစားနေရတယ်လားအောင်းမိရတယ် ဦးလေးတကယ်ပြောနေရလား ဒါလည်းပြောတော့ဟာဦးလေးဘွားမှာဒါတော့အရသာရှိနေရှင်တို့တခါမှမသားဘူး ဟုတ်တယ်ဦးလေးကဒီရွာမှာလေအချက်ပြုတ်နေရမှာတော့ကျွန်တော်နာမည်ကြီးပဲ ဟုတ်လား စားတော့စားအဲ့ပါရစားဦးလေးကအခုလို့စားတော့ပြင်ဘယ်ကိုသွားမှာလဲ အဲ့ဒါလည်းဦးလေးမသိဘူး ဒုက္ခပါပဲဦးလေးကအဲ့လိုခြေဦးတရရှောက်သွားနေလို့တော့လည်းမဖြစ်သေးဘူးလေလို့ပါလားဦးလေးသွားကြမရှိဘူးဆိုလို့ရှိရင်လည်းဟိုကျွန်တော်နဲ့လိုက်ခဲ့လေကျွန်တော်နဲ့တူနေပေါ့ ဟာကောင်းတယ်ဒီမဲ့ လာဦးလေးလားဒါကျွန်တော်အိမ်ပဲဦးလေးထိုင် ဟေးအောင်ချက်ကြီး ရ ရမလို့နဲ့ဘုန်းကြီးကျောင်းဆုံးချိုင်ပို့ပြီလား ဟိုမပေါ်ပြဘူးဖေ ဘာဖြစ်လို့ ဟိုဒီဦးလေးကဗိုက်စားတယ်ဆိုလို့အဲ့ဒါ အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တထေးတွေဖြစ်ပြီးဈေးကစားရင်လည်းပဲတထေးတွေဖြစ်ဆွဲဝါတဲ့ဘွားတောက်ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စလီကိုကြောင့်ပဲအားလုံးတထေးတွေဖြစ်ခေကောင်စပွင့်တာနဲ့ဖလီနော်တာကြီးမမတဲ့နေစဉ်ဘောနဲ့တွေကလဲကွာအများကြီးလူကြိုက်များတဲ့ချီလီPG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကတာဝေးကြောင်ရင်ဘေးရှောင်းဒါကကျင်လေးကောင်ကံကြမ္မာအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားဘယ်ရမရှိဝေသူငွေထုတ်အရန်ကိုမြန်လက်ကီကို slot ကစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေ အစွန်းကြိုက်တဲ့ထမင်းနေဟင်းနေဒီဦးလေးကိုအကုန်ကျွေးပလိုက်ပြီကဲဦးလေးရင်မျိုးလေးပါလေးတောက်ရ 你孙家呢还得杜绝了，就是跑几天白天送他啥嘛嘞？没有别讲， ကောင်းမူးနေရ 没别讲嘞， မင်းအောင်ဘာလုပ်လဲ 俺第一些，第讲赔， ဟောအဖေ 不不嘞，俺那边赔不多赔， ဩနာမည်အဖေမဟုတ်ဘူးလားလို့ 那边也赔不多赔， ဩအဖေအဖေ 哈，切记，哈瓜，乌江江的瓜，没不老对比考拉拉嘞，切记， ကျွန်တော်လည်းမသိဘူးဖေရွာထဲမှာတွေ့တာသူ့ကိုယ်သူလည်းမသိဘူးတဲ့ဘယ်သွားမှလည်းမသိဘူးတဲ့အဲ့ဒါနဲ့ကျွန်တော်လည်းတနာပြီးတော့အိမ်ခေါ်လာတာ ဒါတော့ဒါပေါ့ကွာဘာမှမသိတဲ့ကောင်မင်းဘာလို့ခေါ်လာတာလဲချက်ကြီး ဖေရဲ့ဘသူပဲဖြစ်ဖြစ်ပေါ့ဖေရဲ့ဒုက္ခရောက်ရင်တော့ကျွန်တော်တို့ကကယ်တင်ရမှာပဲလေမဟုတ်ဘူးလားဖေကဒုက္ခပဲကိုသားသမီးကကောင်းရအောင်လုပ်တယ်အဖေကကပ်ပဲရက်ပဲနဲ့ အဖေကိုအသားမဲပြီမဲ့ဗရမ ्या ခဲလို့ထင်ထားခဲ့တာ။ဩအသားမဲပြီမဲ့နှလုံးသားလေးကပူစင်ပါပဲ။လက်ဆက်တော့အဖေကတကိုယ်လုံးမဲုံနေမကောက်အတွင်းကလေးသားတွေပါမဲနဲ့တက်နေတယ် ဒီလွန်လာပြီနော်ငါမင်းအဖေနော်ဓမ္မမင်းပြောလုံးဝကြီးလို့ဒီကောင်ငါအိမ်မှာနေခွင့်ပြုလိုက်အေးဒါပေမဲ့ဒီကောင်ကိုအကြောင်းပြပြီးမင်းချက်ဖို့ပြုတ်ဖို့တော့မကြိုးစားနဲ့နော် ။ဟာအဖေမချက်လို့မရဘူး။ဒီဦးလေးကလေကျွန်တော်ရဲ့တူရီတော့ကာဆက်မှာသူ့ကိုချက်ကျွေးမယ်ဆိုအင်ကိုလာတာပြီနော်ဦးလေး ဟိုအရသာရှိတဲ့ခင်းတွေကိုဟိုတသက်လုံးချက်ပြမယ်ဆိုတသက်အဲ့ အေးအဲ့ဒါဆိုရင်မင်းမမေးရှာကြံပြီးကြွေးအဲ့ဒီကတော့မင်းတပြားမရဘူးအပြီးလေးပါလားမင်းကစားမင်းကြွေး ချက်ကြီးချက်ကြီး ဒါလေး 你别是要你了呗？ ဘယ်မှမရောက်ပါဘူးဟာ 嘿，ချက်ကြီး多多。 ငါဒီဦးလေးကိုကောက်ရထားတာ ဒီလူတယောက်လုံးကိုကောက်ရောက်လာရအောင်နင်ကဘလူးလေ ငါလည်းမသိဘူးရွာထဲမှာတွေ့တာဒီဦးလေးကြည့်ရတာလေစိတ်သိမ့်မှန်တဲ့ပုံမပေါ်ဘူးဟာ
ဟိုဒါမဲ့ဟိုငါချက်တဲ့ထမင်းကြီးဟင်းနေဦးလေဒီဦးလေးရကြိုက်တယ်အရန်ကောင်းနေတယ် သူကသူစိတ်မမှန်လို့နေပါကြွကြွကောင်းတယ်လို့ထင်နေရလဲဖြစ်နိုင်တာပဲလေ အာမဟုတ်ပါဘူးလက်ရကောင်းတယ်ခုတောင်ပိုက်စားလာတိ တွေ့လားကောင်းနေတယ်ဒီကငါ့ကိုထင်သေးနေတာ ငါနဲ့အထင်သေးလို့ပြောတာမဟုတ်ပါဘူးဘယ်ရမှမသိတဲ့လူနဲ့နေပတ်သက်နေနေတခုခုဖြစ်သွားမှာငါစိုးရင်လို့ဟာဟဲ့ပြီးဟိုစားကိုင်းဒီစားကိုင်းနေလုံနေနေနော်တော့ကြသေသွားမှနေဒုက္ခရောက်နေတာ ဒီကနေ့ပြောကောင်းမဆိုတော့တေးအောင်ငါတို့ပေါက်ရက်တွေကျွေးနေတာမှမဟုတ်တာနင်းရတယ် နိုင်ရေနိုင် ဟေး ဒီကောင်မလေးသူ့ပြေဖြတ်သွားလို့ရွာထဲမှာဦးလေးဖြစ်နေခေါ်လာ ဒါနေစမ်းပါ ဒီလေးနဲ့ကောင်းနေ မင်းကိုခေါ်နေတာ ဖေဖေဝမ်းသာလိုက်တာဖေဖေသူကဖေဖေကိုလိုက်ရှာနေတာ 你怎么了？我们俺来先呢，你俺不丢哩？ ဟာလားဖေဖေကိုတက်ပဲထားခဲ့ပြီးထွက်ပြေးသွားလို့တပြည့်စိတ်ကောက်နေရလား 不便宜，俺要ใจ怎么谁搞嘛？嘿，我都谁搞嘛？你有俺不丢，俺地下哩，切几条白地，把伊拉多呢，都干嘛呗？ ဒီဟိုက်ညီမလေးကဦးလေးရဲ့သမီးလား ဟုတ်ရှင် ဟောဦးလေးကလေဟိုအခုနဲ့တွေ့ကြတဲ့ကသူ့ကိုယ်သူတော့မှတ်မိတာမဟုတ်ဘူးအဲ့ဒုက္ခရောက်မှာဆိုလို့ကိုကြီးကကဲတင်ထားတာဟောဘာဖြစ်လဲလို့ ဖေဖေကိုအခုလိုမျိုးဆောက်ရှောက်ပေးထားလို့ကျေးဇူးတင်ပါတယ်အကိုရဲ့ဟိုဖေဖေနဲ့မြန်ဦးထုံးလင်းအောင်နဲ့ညီမတို့လေစားတော့ဆိုင်ဖွင့်ထားတာပါဟိုနေတကာနဲ့ပြီးတော့အစားတော့သိစမ်းနေရှာမယ်ဆိုပြီးခီးထွက်လာကြတာရွာထက်ရောက်တော့လေဟိုတမန်တိုက်ခံရတာနဲ့ဖေဖေနဲ့လူချင်းကွဲသွားတာဖေဖေတို့တမန်ရဘာလုံးလဲကြပြီလဲမသိဘူးဖေဖေတမန်ရောမှတ်မိတော့လား 怎么样？俺把路嘛，路都干呗？哎，把伊拉多呢，来不丢？我呢，也没哩。 မငိုပါနဲ့ညီမလေးရေမငိုပါနဲ့နော်ကိုကြီးချင်းထဲမှာမကောင်းလို့ပါ နေစမ်းပါအောင်ဟိုအမတို့လည်းလေဒီရွာမှာနေလာကြားလာပြီတစ်ခါမှတခုတမန်တိုက်တယ်ဆိုတာမကြားဘူးပါဘူးဟိုအမဟာဟုတ်ရဲ့လား ဟုတ်တယ်အမရဲ့ညီမကိုလည်းတိတ်ချမေးပြီးတော့မှကိုယုံတာသူတို့ကလေတကယ်တမျှရပါဆိုပြီးကြိမ်ပြောတော့မှဖေဖေကပြေးဆိုလို့ပြေးလာတာ တခုခုတော့လွဲနေပြီထင်တယ်နော်ဟိုဒီမှာရှင်တို့ဓမြတိုက်ခံရတယ်ဆိုတာလေဘယ်သူမှမြင်လိုက်တာမဟုတ်ဘူးဟိုကျမတို့ကဘလို့ယုံရမှာလဲ အဲ့ဒါလည်းဟုတ်တာပဲနော်တမျှရလည်းလူမြင်သူမြင်ဖြစ်အောင်တက်တက်လေးပါလေခေါ်တိုက်တာမဟုတ်ဘူးအခုကဘလို့ရှင်းပြအောင်မှန်းတော့မသိတော့ပါဘူး နွေ့နွေ့ရေနေပါရီရှော့ပြောနေတာလေလူတစ်ပတ်သားဒီမှာဒုက္ခရောက်နေတာဟုတ်ဓမြဆိုတဲ့အမျိုးကဂျိုးပါတာမဟုတ်ဘူးနော်ငါတို့ရွာထဲမှာလည်းဓမြတွေရှိနိုင်တာပဲအေးတခြားရွာဓမြတွေလာတိုက်တာလည်းဖြစ်နိုင်တာပဲနင်းကလည်း နင်ကဘာသိလို့လဲသူတို့ညကတားဖရောင်ဆောင်ရွာစင်လိုက်ပြီးလိုက်လိန်ဆိုင်နေဆိုရင်ဘယ်လိုလုပ်မလဲဟင်ရုပ်တွေလည်းကြည့်တားဖရတယ်ဇက်မှမတူ နင်းကလည်းမဟုတ်တော့ပါဘူးကွာဒီမှာဦးလေးကလေသူ့ကိုသူတော့မှတ်မိတာမဟုတ်ဘူးညီမလေးကြည့်ဦးဖြူဖြူချောချောလေးပင်စားမဲ့ရုပ်တွေလားဟာနင်းကလည်း ဖေဖေတမီးနဲ့ပြန်လိုက်ခဲ့တော့နော်ဖေဖေမြန်တရေရအောင်လို့ဆရာဝန်နဲ့တော့ပြမှာဖြစ်မှာ 啊，没来包，反正没来嘛，没来包，对嘛？我跟你妈里表了，你看打牌用上面，俺零啥多，反正了，没来过，俺切几点没你们？ မဟုတ်ပါဘူးဖေဖေရဲ့သူများတကာတွေကိုဒုက္ခပေးလို့ဖြစ်နေပါမယ်တမီးနဲ့ပြန်လိုက်ခဲ့နော် 啊，没来一家没来包，没来包说吧。 ညီမလေးရေဦးလေးမမလိုက်ချင်တာဟိုဇို့တင်းမခေါ်ပါနဲ့လားဟိုပြောလို့ပါလားဟိုညီမလေးပါလေဒီမှာနေပါလားအားလုံးအတွက်နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အားလုံးကိုကြီးစီစဉ်ပေးမယ်နော် အေးခေါ်တာပြီးမှလေနင်ချက်ကျွေးရတယ်စားပြီးသေသွားမှငါအကူညီလာမတောင်းနဲ့ မတောင်းဘူးဟာမတောင်းဘူးနော်ဟောညီမလေးဘာမှစိတ်မပူနဲ့နော်ဒီမှာခန်းပိုတွေရှိတယ်နော်ကိုကြီးအားလုံးတောင်းဝင်ယူတယ်ဦးလေးသတိရမှပဲပြန်ပေါ့ဟုတ်ပြီလား 哎，怎么说干嘛哩？人家那地嘛，内奸的没内奸的喏，没内奸变，俺都没来过，切鸡切猪的了哟，啊，到我这边看烧嘛，嘿嘿嘿，喏，好的好的。 ဒါဆိုရင်လည်းလေဟိုအီရိုကရွာထိပ်မှာကြံခဲ့တာအဲ့တယောက်ထပ်သွားမိရလို့အဖော်လိုက်ခဲ့ပေးပါလား ဖေလုပ်ပေးလိုက် ဒီတယ်ဒီပါစားပိတ်တာဒီကောင်ရုံမကြည့်နေတာကလေးမလေးကစားငါလိုက်ရှင်းပေးလိုက်တော့သွားမယ်ဟော ကဲဦးလေးအားလုံးအစီပြေသွားပြီဦးလေးညတာဘာစားခြင်းလဲပြော ညစား ကြက်ကင် ကြက်ကင်ရပြီရပြီ ဒီမှာလာတော့တာ အမဟိုနွေ့မရှိဘူးလား နွေနွေမရှိဘာကိစ္စရှိလို့လဲ အော်ဒီလိုအမဟိုကျွန်တော်ဧည့်သည်ကိုလေဟင်းလေးချက်ရွေးခြင်းလို့ကျွန်တော်ဟိုစီရယ်စားရယ်အချိုမုံလေးရယ်အဲ့ကျွန်တော်နည်းနည်းတော့ချီးပါလား အမလေးဟဲမချိနိုင်ပါဘူးနေလောက်တာနဲ့ပဲလေငါတို့ဆိုင်လည်းအရင်ပြုတ်တော့မယ်အရင်ကလေငါညမငါမသိအောင်နင်ကိုခိုးပေးနေငါမသိမြတ်မှတ်နေလားချိနိုင်ဘူးသွား ငါမင်းကြီးအကူကြီးတစ်ခုတော့တောင်းနေလို့ကွာဒီမှာငါဧည့်သည်ကဟင်းလေးချက်ရွေးခြင်းလို့လေအဲ့ဒါစီနဲ့စားလေးနည်းနည်းတော့ငါ့ကိုချီးပါလား ဟာချက်ကြည့်အောင်
တရားဆိုတဲ့ကောင်းကလေမယမ်းညင်မယမ်းလိမ့်မယ်ဘာတော့မှမယုံဘူးဟိုသူများတဲ့ဘက်ကဒုက္ခရောက်မဲ့လို့ဘာတော့မှမလုပ်အစိတ်ပင်ရိမ်မလောင်းကွာမချီးနိုင်ဘူးကွာငါတော့ဘောလုံးမဲရှုံးနေလို့ ဦးခါပါပဲလာဦးလေးစားမှာဦးလေးဟာနေမင်းတို့ကတော့တော်ပဲကွာငါကူကြီးကတော့တောင်းမလို့ဟာနေဘာဘယ်ကြီးရလဲနေလမ်းမဟုတ်ကွာမင်းကလည်းမင်းလမ်းမှာနေမင်းကဟင်းကြီးချက်ကျွေးမလို့မဟုတ်ပါဘူးကွာအကူကြီးတောင်းမလို့ပါကွာဟိုလူရအဲ့ဦးလေးအဲ့ဒါငါ့ရဲ့သေးကွာ तू အတိတ်မိနေတာတနာပါတယ်ကွာအဲ့ဒါငါတို့ဟင်းလေးချက်ကျွေးခြင်းလို့မင်းတို့ဟင်းစားလေးပါလေမရှိဘူးလား तू အတိတ်မင်းနေရလား ဟုတ်တယ် ဝမ်းသာရိုက်ကွာ तू များတယ်ကအတိတ်မိတာဘာဝမ်းသာတာလဲ ဒီလိုကအတိတ်မင်းနေဆို तू ဘာမှမမှတ်မိဘူးပေါ့ သူ့နာမည်တော့မမှတ်မိဘူးပြောအဲ့ဒါလည်းငါ့ကိုညီပေးစမ်းမှာကွာ မင်းဟင်းစားတောင်းတာပေါ့လား ဟုတ်တယ် မရှိဘူးငါတို့ဓမြမတိုက်မထားတာငါတို့တောင်းနေရတယ်ဟုတ်ဆရာရဲ့မေ့ရလားမမေ့ရလားလဲမသိကြဘူးကျွန်တော်သွားကြရင်ကောင်းမှာနော်ဟုတ်တယ်နော်ဟမ်ဟိုနေ ဘာတွေဖြစ်နေကြ အော်ဦးလေး အော်ငါတို့တို့ရှိချက်ကြီးကဦးလေးစားဖို့တော့အကူကြီးတောင်းနေတယ်ထင်တယ်ဟုတ်တယ်အားလိုက်တာကွာ ကူညီမယ်လို့ပြောနေတာ ဟောလားဟာငါတို့မင်းလူကြောပဲ ငင်းရဲ့တရကလေးမရှိဘူးတရရှိတဲ့ကောင်တက်အဲ့ကောင်ဓမြဘာလို့လဲကိုပြောဒီလိုလိုမှချက်ကြီးอ่ะမင်းကငါကူညီခြင်းတယ်ကွာငါတို့မှလည်းဘာဟင်းစားမှမရှိတာမရှိလေဒါနဲ့မင်းကငါကူညီမယ်နော်မရှိဘဲနဲ့ကူညီမယ်ဟိုရွာထဲကမင်းပွင့်နေသိမလားအဲ့သူ့ချန်နယ်မှာချက်တွေအများကြီးပဲငါကူညီတဲ့အနေနဲ့မင်းတော့တောင်းလိုက် မင်းကလည်းကွာကူညီမယ်လဲပြောသေးတယ်ငါတော့တောင်းအောင်ပါလား 哦，没人啊，အလုပ်အလုပ်တွေများနေငါတို့အလုပ်တွေကွာတောင်းလျှောက်ဒလဇက်ပြင်နေသွားပြီနော်တာ ဒီကောင်လေကွာကဲဦးလေးကြက်ကတော့ရှားတာမလွယ်ဘူးဗျကြက်အစားကြွက်ပြောင်းစားပါလား ကြက်ကကြောင်စားတာမဟုတ်ဘူးလား လူလေးစားလို့ရပါတယ်ဦးလေးရဲ့ ချက်ကြီးကမင်းကြက်ကင်တာမင်းတို့တော်တော်ဒုက္ခရောက်နေရလားဟမ်မင်းတို့အခက်အခဲဖြစ်နေငါမင်းလည်းမစားရတော့ဘူးလား ဟာဦးလေးကဲဗျာစားရမယ်စားရမယ်ဟုတ်လားကျုပ်ရအောင်ရှာပေးမယ်ဗျာ ဒီမှာဒီဘက်လာထဲဝင်ဒီဘက်ထဲလာသူတို့ကြက်စာကျွေးနေနော်လေနော်ခါလေးစခါလေးစ ဟာတေးလှုပ်လိုက်မယ်ဟာအေးယူခဲ့ပြီအေးချက်ပွဲချက်ကြီး ညာ မင်းဘာလုပ်လဲ အော်ဘာမလို့ပါဘူးအော်ဒီလိုပါဟိုကျွန်တော်ဧည့်သည်ကလေကြက်ချံစိတ်ဝင်စားတယ်ကြည့်ကျင်နေဆိုလိုက်ပြတာ ကြည့်မှဆိုလေအရှိရလာကြည့်လေကွာအခုတော့ဘေးမှာမင်းတို့ကလေ အော်ဟုတ်ကဲ့ ဒီဘက်ဘာဖြစ်လဲ အော်ဘာပြပါဘူးဟိုကျွန်တော်ချက်ကျွေးရတယ်စားတာများပြီးတော့ဝါတုတ်ပြီးဘိုက်တွေရွှဲနေတာ များတာချက်ကကြားလိုက်လို့ ဟုတ်တယ်ကျုပ်လည်းကြားတယ်ဒီနေ့တော့ဟုတ်ကဲ့ အော်ဒီမှာကျွန်တော်ဧည့်သည်ကကြက်တန်လုံးကြည့်နေတာအော်ကြည့်နေတာ ဒီရုပ်တော့မလုံးနဲ့တော့ချက်ကြီးအောင် ဟုတ်ကဲ့ပါ ခင်ဗျကြည့်အောင်မလား အာမကြည့်တော့ပါဘူးကျွန်တော်ကြည့်ပြီးတော့သူပြပြီးတော့ကျန်တဲ့ကောင်ပြပြီးသွားပြီ အမဲလေးတောင်ပါဟုတ်တယ်တို့ကြည့်ပြီးတော့တော့မယ်နော်မကြည့်တော့ဦးသွားတော့သွားပြီနော်သွားပြီနိဦးလေးဒါရိုးချက်ကင်မဟုတ်ဘူးနော်မျိုးပေါ်မှာခစ်စားနေတဲ့ကြက်တန်မုံငင်ဆိုတာဒါပဲ ဒီနာနဲ့စားကြင်ဆိုင်သေးတော့ကြာလာတော့မဲ့ပုံမဲ့ ဦးလေးအတွက်ရှယ်ကင်ပေးမယ်နော်ဦးလေးကောက်ဦးလေးဟောဆက်တော့အုံမေးပါဦး ဟောဒီဝိုင်းနေပြီလို့လား ကဲဟုတ်ပြီဟာဟုတ်ရပြီဦးလေးဒါတွေကိုကုံဝမ်းမအဲ့ချက်ကချက်မှာကပ်ပူလေလားတို့ကိုတော့ဆောင်းအောင်အေးဦးလေးဟိုမှာဆောင်းနော်
ချက်ကြီး ရ ဒါဒီအားလုံးကိုရင်တော့ကြက်တယ်မလား အာကြက်ပြီဦးလေးစားရုံပဲ ဟေးအဲ့ဒါဦးလေးခဏမင်းလာအောင်ကွာ ဟုတ်တယ် ကြက်တမုန်းခင်လေးတော့စားအောင်မဟာ ပြောက်ချက်ကြီးမင်းကြက်တမုန်းကမစားတော့ဘူးလားကွာ အကောင်းကြပါသေးဦးလေးရဲ့လာမှာတော့ချက်ပြီးပါ အာပြီးရောဦးလေးကြက်တမုန်းကမစားလို့ဘာမှအားမငင်နဲ့နော်ဒီမှာကြက်ခွေးဘူး ကြက်ခွေးဦး အာကြက်ခွေးဦးမဟုတ်ပါဘူးကြက်သားရဲ့ခွေးတော့ရဲ့ဘူးသီးရဲ့၃မျိုးရောပြီးချက်ထားတာ ဩကြက်ခွေးဘူး ဟုတ်ကဲ့ကဲဟောတာလေးကကျွန်တော်တို့ရွာထွက်တဲ့ရွှေပြုံသီးကိုအလုံးလိုက်ပေါင်းထားတာဗျာ ဒါလေးက ဟုတ်ကဲ့ ဟာထူးထူးဆန်းဆန်းပဲအော်မွေးနေတာပဲ ဦးလေးနည်းနည်းမြည်ကြည့်ပါဦးဟုတ်ဒီမှာလေးလေမြည်ကြည့်ပါဦးနော် အိုးကောင်းလိုက်တဲ့အရာသာကွာတစ်ခါမှမစားဘူး ဟုတ်ကဲ့ဘာဖြစ်လို့လဲ ဟေးရချိုးတယ်လို့ခါတယ်လို့နဲ့ဘာမှမသိဘူး အဲ့ဒါပဲအဲ့လိုဖြစ်အောင်ကိုတမင်ချက်ထားတာကြက်ကာလာတဲ့ကိုဂွေးတော့ရော့ကောဘူးဒီရောနှစ်မျိုးလုံးတစ်ခါလေးရောချက်ထားတာဟင်းဘွဲတစ်ပွဲတဲ့ကိုဒီလိုအရသာနှစ်မျိုးချက်နိုင်နေဆိုတာတုံးလုံးစပုံမှုတွေချက်နိုင်အောင်နော်ညီမလေးမြမစားစမ်းပါဟုတ်ကဲ့ထည့်စား ထဲစားတယ်ကောင်းတယ်လေ ငါတို့ဗျအဲ့ဒါတော့စားလို့တော့ကောင်းကြတယ် ကောင်းပါလေဗျတော်တော်ကိုအဆင်ပြေပါလေဗျ ကဲဘယ်လိုလဲတော်ထမင်းတော်ဟင်းနေစားရတာအဆင်ပြေလား အာဘာလို့တော်တော်မင်းတော်ရင်လဲငါလက်ရမြို့ကလက်ရောက်မိပါတယ်ဟာနင်းရလေ ရောင်းမရောက်တော့လဲရောင်းမလိုပဲကြည့်ရမှာပေါ့အဆင်ပြေပါရဲ့ညီမကစားတော့ဆိုင်ကြီးဖွင့်ထားတာဆိုတော့အစားတော့ပေါင်းစုံစားဖို့ပါတယ် ညီမတို့ကစားတော့ဆိုင်ဖွင့်လာတာဆိုတော့အဲ့ဒီစားတော့ဆိုင်မှာစပုံမှုလို့ရှိမှာပေါ့နော် ရှိရပါဘောကိုရဲ့အခုကတော့အဲ့လောက်နဲ့အားမရတော့လို့ပိုကောင်းအောင်ချက်နိုင်တဲ့စဖုံမို့လိုက်ရှာနေ ဒီရွာနာတော့မှာတော့လေဘာမှမရှိဘူးရှာရင်လည်းတွေ့မှာမဟုတ်ဘူးအဲ့တော့တခြားနေရာသွားပြီးမြင်တာသွားရှာလိုက်တော့ ပြင်မလို့ပြောနေရလေဘယ်လိုဝင်ပြောနေရလဲဒီရွာမှာအချက်ပြုတ်ကောင်းတော့ငါတောင်လို့ရှိတယ်လေဟာနင်းရလေညီမလေးအခုရဲ့လက်ရည်စားတော့တောက်ရတာအဆင်ပြေရလားအခုလက်ရညီမတို့ဆိုင်ရစပုံမှုပြီးရဲမလား ဒီလိုပြောမလဲဆို ရဖေမလုပ်နဲ့မင်းသူတို့ခြံထဲကကြက်တွေခိုးပြီးတော့တဲကိုလည်းပြီးရှိုးလိုက်ကြဆို ဟာအဖေဘာတတ်နေကြီးကိုကျွန်တော်လာပြီးဆွဆွဲနေရတယ်အဲ့ဒီတွေရှိမှဖေးရဲ့အာနာစရာကြီး ဘာတက်တက်ရှိရလားငါချန်ထဲမှာတန်မုံနဲ့တူးနေတဲ့ကြက်တောင်ကြီးနဲ့နင်းလက်ချက်ဆိုတော့ဝါသိရတကြီးရဲ့ အဲ့ဒီကိုဘောင်းတန်းပြောရတော့ဖေး ဒီရွာလုံးကောင်းပြဲလုပ်နေတာမင်းတယောက်ပဲရှိတယ် ဟုတ်တယ်ငါသားလေးလည်းပျောက်နေတယ်ငါချန်ထဲကငါသားလေးဘယ်ကားဘယ်ချင်းနေဆိုငါအကောင်သိတယ်တဲနာမှာနေတဲ့ကြံမွေးတယ်ငါသားလေးလည်းမွေးဆိုတော့လည်းငါသိတယ်ဒီလိုနေအောင်တော့ငါချန်နာခဲ့တယ်မင်းတို့သိကပြစ်နေလို့နေကို ခမရလေဗျာဒီမှာကျုပ်ဧည့်သည်ကကြက်ချက်မမြင်ဘူးလို့လိုက်ကြည့်ခြင်းလို့ပါဆိုလို့လိုက်ပြတာလေခမရတို့လည်းရှင်းပြပြီးပြီလေဗျာဘာဖြစ်နေရတော့ ဟေ့မင်းဘာအကူကြီးပြောမနေနဲ့ငါနေလို့ခွင့်တွေ့ယူသွားပြီငါရှင်းတယ်ကြက်ငါ့ကိုခိုးရတယ်တဲ့ အဲ့လိုမလိမ့်နဲ့နော်ကျုပ်ခိုးရတာနှစ်ကောင်နဲ့တစ်ကောင်ကလေကြက်တံမောင်းကြီးလုံးလဲလို့တူးသွားတာအဲ့တစ်ကောင်ကဒီမှာကာလာတိုင်းချက်ထားတာနှစ်ကောင်နဲ့နော်အဲ့လိုဘလောင်းမဲတယ်ဆိုတော့ကျုပ်မကြိုက်ဘူး ဟေ့အဲ့ဆိုမင်းတကယ်ခိုးတာဗော နှစ်ကောင်နဲ့ပါပဲ ဟောနှစ်ကောင်နဲ့လည်းရေးတယ် ဟေ့မင်းတော်မကောင်းတဲ့ကောင်ပဲ အစ်စ်ကဟာနေပေါ့စိတ်ပြေးပါဗျာအခုလိုများပါတယ်ဗျတပည့်တော်သားချက်ကြီးကတပည့်တော်ပဲရှင်းပါဟိုတပည့်တော်ပြီးတော့အကုန်လုံးကိုကြော်ပေးလိုက်ပါ အားလုံးစင်ပြေအောင်လုပ်ပေးလိုက်ကျောင်းထဲပြဿနာမတက်စေနဲ့ ဟိုတော့တော့ငါတောင်းပါနဲ့ငါသားအယူကိုလည်းငါထပ်ပြီးဆုံးပါပါဦးမယ် ဆုံးမတိုင်းတောင်းမတိုင်းနောက်မှတာဆရာတော်ဘုရားရှင်မှာဂရိပေးတိုင်းကြောက်ကိုရင်ရော်ပေး ရောပါမယ်ငါရောပေးပါမယ်ဟာကျွန်တော်လည်းကြားရအားနာတယ်ဗျငါအားနာတာတော့ဟမ်မင်းရောက်လာပါပဲငါသားသခိုးလုံးလုံးဖြစ်ရောကွာမင်းလေမြန်တတိယမြန်ပြန်မအေးမယ်ရောက်ဟိုပြန်နေတာပဲကျွန်တော်လည်းကိုကိုပြန်တတိယခြင်းနဲ့ဟိုကျွန်တော်ဘယ်လဲဆိုတော့အခုကြီးပြောပြလေဟမ်ပြောမင်းဘာလာပြောတာတော့မင်းမင်းတော့တတိယငါဘယ်လိုသိပါလဲ
အေးဒါဟိုကျွန်တော်သတိရတာတွေမသိတာတွေသိတာတွေရေးမကြည့်လောလောဆယ်အရေးကြီးကကျွန်တော်ချက်ကြည့်လိုက်ရလေးတော့မြည်ကြည့်နေတယ် ဒါတော့ဒါပေါ့ဖြစ်ရဲ့ဒါမဲ့လည်းသူများရွာမှာနေရဲဆိုတာအချာကြီးဆိုတာအနာမှုကောင်းတယ်လေချက်ကြီးလိုက်ရစားချင်သေးရဆိုရင်သူ့မြို့ခေါ်သွားကြမယ်လေ အေးဒီသမီးဆိုတဲ့ကလေးမလေးပြောတာမစိုးချက်ကြီးကိုကျွန်တော်ခေါ်ပါမယ် ဟဲ့နေစမ်းမအောင်လူတယောက်လုံးကိုသဘောနဲ့ကိုခေါ်သွားရအောင်ချက်ကြီးကိုအယုတ်များမှတ်နေလား အဲ့တော့ဖယ်သိမလဲတိုင်းတဲ့ရှင်ကိုချက်ကြီးဆန္ဒကိုမေးကြည့်ရမှာပေါ့အေးဟာဖေဖေဆန္ဒကိုလိုက်ရောပေးချင်တာပဲသိ ကဲခင်ဗျားကိစ္စကိုတာထားတို့ကိစ္စကိုရှင်းပေးဦး ဟုတ်တယ်ကျုပ်သားလေးတွေကအဖုံးထမ်းတာမှုဆိုပေမဲ့တန်ကြီးရမအောင်ဖြစ်မှာဒါမှကျုပ်သားလေးတွေတေသွားတာအလကားမဖြစ်စေရမှာ ဒီကိစ္စမှာလေအေးအဖေကစနက်လည်းမကင်ဘူးဆိုတော့တဲဖို့ရောကြက်ဖို့ရောအေးရှင်းပေးပြစီနော် အမလေးတဲဖို့ကြက်ဖို့ရှင်းပြီးလူတယောက်လုံးအပိုင်သိမ့်မဲ့အကွက်တွေလုံနေပါလားယေဒီမှာအဲ့လောက်တော့ကျမလည်းရှင်းနိုင်တယ်ဦးလေးကိုကုန်ကြစိတ်တွေအားလုံးကျမရှင်းပေးမယ်နော်တဲဖို့ကြက်ဖို့တွေပေးပြီးတော့ချက်ကြီးကိုအပိုင်သိမ့်မဲ့အကွက်တွေလုံနေရတာကြားရတော့မလဲစင်မဖြစ်ဘူး နေပါဦးအေးကဘာမှပြောရတယ်ရှင်ပြတ်ဖြစ်နေရနော် ဘာပြောကြမလို့တော့လေကိုယ့်ကိုသဘောပေါက်အောင်ပါပေါ့ ကဲတော်ကြပါတော့ဘာလဲအောင်လို့မဆိုဘာမဟုတ်တဲ့ကောင်များဝိုင်းလူနေကြတယ်ဒီကတိုင်းတက်ဘဝင်ဖြစ်နေဘူးတော်ပြီငါပဲရော်ပေးမယ်ဘယ်သူမှမရော်နဲ့လာလိုက်ခဲ့ကြည့် ချက်ရှိသမျှကုန်ရုံသေးစံသေးချင်စပီဒါဟင်းနိုင်ကိုတရားလုံးပဲတွေ့တာဒီကနေကမို့ဒီတွေ့ပဲပြေးတာတော့စိတ်မကောင်းဘူးငါကြိုးစားနေတော့မို့အဲ့ဒီချိန်အဲ့ဒီနေရာမှာမင်းနဲ့စားတွေ့ခဲ့တဲ့ဆိုပါမဆလာနေနေဖြူနေလိုက်လုံးသားလေးပေါ်ဝဲမင်းစိတ်တိုင်းသုံးဆောင်နိုင်ပါသေးမင်းသာပြချင်မဲ့ဆိုကြွလုံးကိုဖိပြီးတော့ချွေအောင်မဲငါရင်နေကြည့်မယ်ရောမြည်ပါခင်ဗျာကောင်းလိုက်တဲ့အရာသာကွာကောင်းလိုက်တဲ့အရာသာမင်းတို့ကြီးဘာလဲကွာဟစ်ချက်ပြီးသိတယ်လေစားရင်ရပြီလားမစားချင်ပါဘူးကွာအဲ့ဒါပါလဲကျက်တောက်ဆန်းမတောက်လို့မရဘူးလားဟုတ်ပါဘူးနော်တော့ရောငါလုံးထလိုက်အောင်မယ်ဆန်းကဲတောက်ဆန်းအသားမြင်များလေးထည့်ပေးမယ်နော်တောက်ဆန်းရောဆောက်လို့ရပြီဒီပါတယ်ကွာချက်ကြီးဒါချက်တောက်ဆန်းပေါ့နော်ဟုတ်တယ်စားရတော့လေစားမယ်ရောဒါကိုလေးရတေးသေးလေးအကြီးနေတော့လိုက်နော်တောက်ဆန်းဘလို့လေကောင်းရလားကောင်းတယ်နင်းလည်းတော့မြည်ကြည့်ပါလားမြည်ကြည့်လိုက်လေဟာဘလို့လေကောင်းလားကောင်းတယ်နင်းရှာမပါဘူးလားဟဲ့တောက်စမ်းဒီပါကွာတောက်ပါတယ်
မထားကြတော့အားလုံးပဲကြက်တောက်စမ်းနဲ့ကောက်ကောင်းလိုက်တာ ဒီလိုဆိုတော့လေမြို့မှာနေရာထက်ဆိုင်ဒီလိုနေရာလေးမှာနေရတာပုံပြီးတာရလို့ပဲနော်ခြံနေရာကိုကြည့်ကြည့်လဲစိတ်ဆိုပြီးတော့အေးချမ်းနေရောပဲ ဒါပေါ့ဤရဲ့ဤအခုမြင်နေရတဲ့နေရာတွေအားလုံးတည်းပိုပြီးတာရတဲ့နေရာလေးတစ်ခုရှိတယ် ဟုတ်လားဘာမှလဲတကြည့်ကြမလဲ တကြည့်လို့မရဘူးနဲ့ရှိုင်းနေခံစားကြည့်မှသိတာ အခုကလည်းမျက်လုံးနဲ့အောင်ကြည့်လို့မရတော့ဘယ်လိုလုပ်ခံစားလို့ရမှာလဲပြောပါဘယ်နေရလဲ အဲ့ဆိုလည်းပြောပြမယ်လေအဲ့ဒါဘယ်နေရာလဲဆိုတော့ ချက်ကြီး ချက်ကြီးတဲ့မှာ ချက်ကြီးနင့်ကိုရှာရလဲလေတရွာလုံးနှံ့နေပြီနင်တို့ကဒီကိုရောက်နေရအောင် သွားပါပြီဟာနင်ကဘာကိစ္စငါ့ကိုလိုက်ရှာနေရတော့ နင့်ကိုလိုက်ရှာရဆိုမှတော့နင့်ကိုတွေးကျင်လို့ပေါ့ဟဲ့သူတို့ရောက်လာပြီးတဲ့နင်ကသူတို့နဲ့ပဲအချိန်ကြီးကုန်နေတာငါစီလည်းမလာတော့ နွနွရေနင်ဘယ်လိုပြောရတာလဲဒါကကိုယ့်ရွာကိုလာလဲဧည့်သည်လေဟာနင်ကလေကြောက်တော့ရောက်ခိုင်းမှာရွာထဲမှာရှိရလှတဲ့နေရာလေးငါလိုက်ပြနေတာဗောဟာ ဘာမှထူထူရှိရလဲမဟုတ်ဘူးပြီးတော့ဧည့်သည်ဆိုတာအချိန်တန်အိမ်ပြန်ရမှာပဲလေ အမနေပါဦးအမကိုကြည့်ရအေးကိုတိတ်ပြီးမချင်တဲ့တူလို့ပဲနော် ဟုတ်တယ်လေခုမှသိရလား ဘာဖြစ်လို့လဲအေးကမြို့သူဖြစ်နေတာရယ်အမထက်ပိုလာနေရယ်နောက်ပြီးတော့အကွာအေးရောက်လာမှအမကို queue မဆိုင်တော့ရရဲ့ကြောင့်မလို့ကြည့်လို့မရလား ဟဲ့မြို့မှာမွေးလို့မြို့သူဖြစ်တာစမ်းလားဟမ်ဗါလဲနင့်ကိုနေငါလည်းလာလို့ထင်နေရလားရတယ်တိလား ကဲနွနွရေတော်ပါတော့ဟာဘာတွေဖြစ်နေကြတာလဲ तू ကဒုက္ခရောက်လို့ကိုယ့်ရွာမှာလာနေတဲ့ဧည့်သည်လေဟာနင်ဘာလို့ရန်နေလုံးနေတာတော့ နင်ရောဘာလို့တက်လုံးခင်လာတယ်ငါဘက်ကမနေပဲနဲ့မနေ့တနေ့မှမြင်ဘူးရဲ့သူဘက်ကနေလိုက်ပြီးပြောနေရလေသူတို့ရောက်လာပြီးတဲ့နင်အခုလိုမျိုးဘူးမမဲလို့ငါလိုက်ပြီးပြောနေရတာ နင်နင်တော်တော့နော်နင်စကားတွေအရန်ကိုလွန်နေပြီအေးနင်စိတ်ထဲမှာမကြည့်ဘူးဆိုလို့ရှိရင်လည်းငါနဲ့မပတ်သက်နဲ့လေဝိုးဝေးမှနေပေါ့နင်ကလည်း နင်ကအခုတော့ငါဝေးမှနေခိုင်းပြီပေါ့နင်ကငါမလိုတော့ဘူးပေါ့ရတယ်ချက်ချင်းနင်လိုတဲ့ခါမှာငါ့ကိုလာမရှာနဲ့ မရှာဘူးကွာအေးကျွန်တော်ပဲတောင်းပန်ပါတယ်နော် तू ကအဲ့တိုင်းပဲဘာဖြစ်နေလဲမသိဘူးအမြဲတမ်းရန်လုံးနေတာကဲပါဟိုတခြားလှတဲ့နေရာလေးကျွန်တော်လိုက်ပြပေးမယ်လေနော် တော့မဟုတ်သေးဘူးနော်ဘယ်လိုဖြစ်နေတာလဲဆရာလျှောက်တော့ကျွန်တော်လည်းလျှောက်နေတာဗောငါစဉ်းစားနေမင်းထိုင်နေတော့ထိုင်နေတော့ပြောပြဟာဘာလဲကွာငါစဉ်းစားလို့မရဘူးအဲ့ဒီကငါတွေးလိုက်တဲ့အချိန်မှာလေငါ့ကိုမှတ်မိသွားပြီဆိုငါစိတ်ဘူးပြီးတော့မမှတ်မိဘူးတဲ့ ဟုတ်ပါဗျာတော်သေးရပေါ့ဒါနဲ့အဲ့လူနဲ့ချိန်နေကဘလို့တော့သိသွားလဲ ငါစဉ်းစားကြည့်နေတာတော့ဘုန်းကြီးရိုက်လို့အဲ့လူကအတိတ်မိသွားတာမဟုတ်ပဲနဲ့ချက်ကြီးချက်ကျွေးတဲ့ဟင်းကိုစားပြီးတော့အတိတ်မိသွားဖြစ်နိုင်တယ်နော်ယူတော့ဖြစ်သွားတယ်ငါဖိုးလိုက်မယ်နော်မင်းကင်ပလိုက်မယ်ငါလာပြီးတော့ဟင်းထမင်းစားပြီးအတိတ်မိလားရှိလားဟာငါချက်ကျွေးတဲ့ဟင်းကိုစားပြီးတော့ရွှေမျိုးပါမိသွားမယ်ဆိုတဲ့စကားမကြားဘူးလားအဲ့ဒါကြောင့်အတိတ်မိသွားနေမှာဗောမဆိုင်ဘူးဟဲ့အောင်ငါလက်ချက်တော့ငါ့ကိုသိခါကြအောင်မလုံနဲ့ငါရိုက်လိုက်လို့ဖြစ်သွားတာမင်းကလေဟုတ်ပါမလားဆရာရေဟုတ်ပါတယ်ငါတကယ်လုပ်တာမင်းတွေ့လို့ငါတော့ကောနဲ့အားရနေချရတယ်လေမင်းရောသိကြလို့လားတော့သိရပါတယ်သူမင်းကလေ ကိုနေ ဒီလောက်ဆိုင်ဖဲလေအသာလောက်ပါရှင်တို့ကလည်း ဟိုစားမသိခွေးစားမသိနဲ့ခွေးစားလေးဟုတ်နေမကနေလိုက်ပြောနေရသေးတယ်လေဖလာလို့တယ် ကျမရှင်တို့အကူညီတောင်းမလို့ကျမရှင်တို့ပတ်စံတော့ပေးပါနော် ။အော်ငါတို့ကလည်းယောက်ျားတယ်မပတ်ဆိုင်ယူပြီးအလုပ်လုပ်နေတယ်ဘာမှကိုမသိဘူးနော်။ပြောဗျာ။အေးကဲဟုတ်ပြီ။ခုကြီးမယ်။ဒါနဲ့တခုတော့ရှိရနော်။ဟိုကောင်ချက်ကြီးချက်တဲ့ဟင်းကိုမမြည်ရဘူးဆိုရင်အကုန်ခုကြီးမယ် ။အော်ဒီတစ်ခါအဲ့လိုမဟုတ်ဘူး။ဒီခါကကြတော့ဟိုလူတယောက်ရဲ့ခေါင်းကိုနောက်ကနေချောင်းရလိုက်လို့ရှိရင်တိတ်မိသွားတာရုပ်ရှင်ထဲမှာကြည့်ဘူးရမလား ။ကြည့်ဘူးလေကိုယ်တိုင်တော့လုပ်ဘူးသေးတယ်။ကိုယ်တိုင်တော့မလုပ်ဘူးတာ။မလုပ်ဘူး။ ကြည့်ပါနေစက်ပေါင်းကျမပြောအောင်ပြီးအောင်နားထောင်ဟိုအဲ့လိုအတိတ်မိသွားတဲ့လူကိုထပ်ပြီးတော့အနောက်ကနေရိုက်လိုက်တဲ့ခါကျရင် तू ကပြန်ကောင်းလာပြီးအတိတ်ကိုပြန်တတိယသွားမှာလား။ဒါမျိုးရုပ်ရှင်တွေထဲမှာတော့ကြည့်ဘူးမှာပါ
ကြည့်ဘူးလေဟိုကကိုယ်တိုင်မလုပ်ဘူးလားမလုပ်ဘူးဘာမလုပ်ဘူးအဲ့ဒါ ကိုယ်မလုပ်ဘူးဆိုလို့ရှိရင်တော့အခုလောက်ရမယ် ဟာဒီဘယ်သူကလောက်မှာလဲ ဩဘသူရှိရမှာလဲဟိုချက်ကြီးအိမ်ကအတိတ်မိနေဟိုဦးလေးရောပေါ့သူ့ရိုက်လိုက်မှ तू အတိတ်ကိုပြန်တတိယပြီးတော့ပြန်ကောင်းလာမှာ မကောင်းအဲ့ဒါမလုပ်နဲ့အဲ့ဒါမကောင်းလေဘာလို့ဟိုသူကသူအတိတ်မိနေတဲ့ဥစ္စာကိုပြန်ပြီးတော့တတိယအောင်လုပ်လိုက်ရင်ကွာ तू ကအတိတ်မှာဖြစ်ခဲ့တဲ့ဟာတွေပြန်ပြီးသွားလို့ရှိရင်အကုန်လုံးမမိသွားမှာအဲ့ဒါမောင်းတော့မလုပ်နဲ့ အဲ့ဒါသူတို့အကြောင်းလေနှွေးတော့ तू အဲ့လိုမျိုးဖြစ်နေတာစစ်မပြေဘူး ဟောနှွေးရယ်သူအတိတ်မိနေတာနှွေးရဘာလို့အစမပြေဖြစ်ရတာတော့ ချက်ကြီးနဲ့ပဲပြောရတော့မှာပေါ့အဲ့လူကြီးက तू တတိပြန်မရပြင်ဒီရွာပြန်မှာမဟုတ်ဘူး तू မပြန် तू သမီးကလည်းပြန်မှာမဟုတ် तू သမီးမပြန်အဲ့မျိုးကြီး तू နဲ့ချက်ကြီးနဲ့နီးစက်ပြီးတော့မကြခင်သူတို့ကညားတော့မှာအဲ့ဒါကိုကျွန်မမခံစားနိုင်ဘူးနှွေးဘာမှမလုပ်ဘူးပြောလိုက်ပါဒီမှာအတော်ကြီးစော်နေတာအတော်ကြီးခံစားနေတာကွာရှက်စလက်တာနှွေးကိုတယောက်လုံးရှိနေရတာနဲ့ကွာဟဲ့မထူတော့ငါတိတ်မဲ့တော့ငါခေါင်းကရိုက်လိုက်တော့ကွာလုံးလိုက်မယ်လေကြာ ကဲပါနေစမ်းမအောင် drama ခင်းနေနဲ့ကျမပြောတဲ့ကိစ္စကိုသာလုပ်ပေး မဟုတ်သေးဘူးနှွေးအဲ့ဒါကလေဒီလိုရှိရကွာဟိုခေါင်းကိုနောက်တစ်ခါပြန်ရင်လိုက်လို့ဒီရသွားတယ်ဆိုတာရုပ်ရှိနေတဲ့မှာပဲရှိတယ်အခုကလက်လွန်ပြီးတော့တော်တော်သေသွားနေတယ်ခွိုက်တတ်မှာနော်အဲ့ဒါမလုပ်နဲ့ ရှင်းတော့လူမိုက်တွေမဟုတ်ဘူးလားခေါင်းကိုတတိပြန်ရအောင်လည်းပဲမှန်းစာပြီးရိုက်လို့မရဘူးလား ဘူနီယာတို့တယ်ဆရာဘူနီကိုတော့အဲ့လိုမပြောနဲ့ဘူနီယာသူ့လက်စောက်သူတိအဲ့ဒါဘူနီဘာလုပ်နေရလဲအဲ့မှာဘာလို့ဟောလေနားကြောင်ချင်းဝင်တော့အနီးခက်လို့ဘယ်ခဏရှောက်ဟိုဒီမနေပြောပေးနေတယ်ဟာပါရဲ့တယ်ကိုလက်စာကိုတည်ရဆိုလဲကျမပြောတဲ့ကိစ္စကိုလုပ်ပေးအေးဒီကိစ္စအောင်မြင်တော့ကျမရှင်တို့10သိန်းပေးမှာနော်10သိန်း10သိန်းနော်ဝေးတကယ်ပြောဝင်တော့လည်းနေโอเคအဲ့ဒါလည်းဆောင်ထူတာနော်တော်တော်ကြီးရတယ်ဘာပတ်သက်10သိန်းပေးမယ်ပြောတာအဖြေပေးမယ်လို့ပြောတယ်မှမှတ်လီလားဟမ်ဘူနေတောင်းကလိုက်တော့ဒီကိစ္စအကျုပ်ရှင်းမယ်ထောင်းခက်မ10သိန်းသေးကြရနော် သိကြတယ်သေးကြရင်ဒီကိစ္စကိုကျုပ်လုပ်မယ်အဓိကအဲ့တာဖတ်နေအောင်ရွာနေပြန်သွားဖို့ပဲမလား ဟုတ်တယ် ခေါင်းကိုရိုက်ရင်တတိယမြဆိုတာမသေးကြဘူးအဲ့ဟာကျုပ်နည်းနဲ့ကျုပ်ရှင်းမယ်ကွာဩဘာနည်းနဲ့ဖြစ်ဖြစ်အဲ့နေအောင်ဒီရွာပြန်သွားရင်ရပြီအဲ့ဆိုရင်10သိန်းပြင်လာတော့နော်ကျုပ်ကိုကြုံလိုက်ကျုပ်နေရဲ့တပတ် ပြီးရောပြင်တော့လောက်ခဲ့နော်ဒါပဲ10သိန်းနော်10သိန်းသိကြမင်းနေတယ် အဲ့လိုပါဦးလေကျွန်တော်ရင်းနှီးခုံနေလေဗျာဒီရပိုင်းလေးဆိုရင်လေသူ့เจ้าနေပဲအမြဲတမ်းတွေးပြနေလို့ကျွန်တော်ဟင်းချက်တဲ့ဘက်တော့မအာရုံမရောက်ဘူးဖြစ်နေတာ ဒါမြောက်ကွာဖွင့်ပြောလိုက်ပြီးတာပဲ ဦးလေးဆွတ်ဆက်ပြီးမြောက်ပေးမနေနဲ့နော်ကျွန်တော်ကဘသူ့စိတ်ဝင်စားနေဆိုတော့ဦးလေးသိလို့လား အီမို့ပေါ့ ဟာဦးလေးသိတယ်ပေါ့ ဟာမင်းရတဲ့လောက်သိတယ်ခေါ်တော့ကြီးတယ်ကွာငါမသိပဲနေပါမလား ဦးလေးအဲ့ဒါဦးလေးသမီးနော် ဒီ तू ကတော့ပြောတာပဲငါမှ तू မမှတ်မိတာ ဟိုတကယ်လို့လေဦးလေးသတိပြန်ရပြီးတော့ဦးလေးသမီးဆိုတော့လေပြန်မှတ်မိသွားရင်ရောဟိုကျွန်တော်နဲ့သူ့သဘောတူမှာလား ဟာဘာသဘောမတူစရာရှိလဲကွာဒီမှာမင်းလိုဟင်းချက်ပါရမီရှင်တယောက်ကိုငါသမီးဆိုတဲ့မင်းကလေးနဲ့သဘောတူပြီးသားပဲဒါမှစဖုံမှုကျုပ်ကစောက်တော့ခိုင်ပိုင်ရှင်ရဲ့တမက်ဖြစ်နေတာတော့တဲ့နေတာဘာရှုံးမှလဲစဖုံမှုတမက်ကလေးရဲ့ဒါဘောပိုင်ရှင်ရောက်ခမကြီးရဲ့ဘယ်လိုခေါ်လိုက်လဲပိုင်ရှင်ရောက်ခမကြီးလို့စဖုံမှုတမက်ကလေးပိုင်ရှင်ရောက်ခမကြီးစဖုံမှုတမက်ကလေးပိုင်ရှင်ရောက်ခမကြီးစဖုံမှုတမက်ကလေးဘာလဲနင်ပြောတော့နင်ရဲ့ခက်ဝေးမှနေဆို နင်ကလေဟာငါ့ကိုအဲ့လိုစကားနာမထိုးပါနဲ့ဟာနင်နဲ့ငါနေရလေငငယ်လေးတဲ့အချစ်ဆုံးတငယ်ချင်းတွေပါဟိုငါ့ဘဝမှာနင်မရှိရင်မဖြစ်ဘူးလေဟာနင်လည်းသိရတာနဲ့ဟို ပြောဘာကိစ္စလဲ ငါနင်ကိုအခုညီလေးတစ်ခုတော့တောင်းဆက်ရှိတယ် ဒီမှာအီမိုးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ငါဘာမှမကူညီပေးနိုင်ဘူးနော် နင်ကလေဟာအဲ့လိုမလုပ်ပါနဲ့ဟာဟိုငါလေအေးမို့တကယ်ကိုချစ်တာငါလည်းသူ့စီကအဖြေရရင်လေငါ့ဘဝတစ်ခုလုံးအဆင်ပြေသွားမှာဟ
ငါဘွားတစ်ခုလုံးကောင်းစားမဲ့ကိစ္စကိုနင်ကမပြောနိုင်ဘူးလားဝမ်းမတာနိုင်ဘူးလားဟမ် အင်းမနင်ပြောရလဲဟုတ်ပါတယ်ငါဖက်ရတယ်လွန်သွားဆိုတော့ပြောငါဘာကူညီပေးရမလဲ ငါသူ့ဖွင့်ပြောခြင်းလို့ဟာအဲ့ဒါဘယ်လိုပြောမှမသိဘူးဖြစ်နေတာအမောနင်အကြံလေးပါလေပေးပါလား နင်ကစဖို့မူသူကစားတောက်ဆိုင်ပိုင်ရှင်အဲ့တော့နင်တို့နှစ်ယောက်ကြားထဲမှာရှိရဲ့ဆက်ဆက်မှုတစ်ခုကအစားတောက်ဆိုလို့ရှိရင်ကြပြဆန်မှာဟာသူလည်းသဘောကျလောက်တယ် ဟာဒီဟုတ်သားပဲအဲ့ဒီအချက်ကိုငါလုံးဝမစဉ်းစားမိတာအမလီကြည်စံငါတငယ်ချင်းလေးကတော်လိုက်တာဒါနဲ့ဒီကောင်ငါကဘာလုပ်ရမှာလဲ နင်ဘာမှလုပ်ဆရာမလို့စိုင်မဲခဏကြည့်တာပဲငါသွားလုပ်လိုက်မယ် အေးအမလီအားကိုရတယ်ကျေးဇူးရှင်လေးကျေးဇူးတွေတင်းလို့မဆုံးပါဘူး ဒီမှာအသေးပုံအားလို့ကြော်နင်စားကြည့် ဟာကောင်းလိုက်တဲ့စိတ်ကူကနင်ဘယ်လိုများစဉ်းစားမိတာလဲဟမ် နင်တို့အဲ့ဟာလေးပြပြီးတော့လေကျွေးပြီးတော့ရီးစားစကားပြောလိုက်နော်ဒီမှာငါဒီကြိုင်ထဲမှာထည့်ထားပေးမြန်မြန်သွားနော်တော့ကြပြော့အောင်မရော့ အေးပါအစင်ပြေသွားရင်လေညငါကျေးဇူးအကြီးစက်ပဲနော် မသွားလိုက်အောင် ဟိုဖြစ်နာပဲအေးခုတော့ပြောတော့အောင်ပေါ့ကြည့်ငိုရလိုက် စောင့်နေကြပြီလား နည်းနည်းအောင်ကြာသွားပြီအခုကလည်းကြာလိုက်တာ ဒီမှာလေဒီကိုစားစီခြင်းလို့ကျွန်တော်ပြင်ဆင်နေလို့ပါ ကဲပါအဲ့ဒါထားလိုက်ပါအောင်ဟုတ်ဒီကိုပြောစရာရှိရဆိုဘာလို့အကြောင်းမှမပြောဘဲနဲ့ဒီထိချိန်တာလဲ ပြောမှာပေါ့ဒီရောစေဘာလေးစားပြယူတာလဲဆိုတာအရင်ကြည့်လိုက်ပါဦးဒါကိုတွေ့ပြီးသွားရင်ပြောစရာတော့မလိုအောင်မဟုတ်တော့ဘူး စားရပဲဘာလို့အဲ့လိုဖြစ်နေရလဲ ဒီလိုတော့စားစရာပဲဘယ်လိုဖြစ်ပြီးတော့အဲ့ဒါဖြစ်နေရလဲမသိဘူးကြည့်ရတာဂျိုင်မာပြီးယူတာနဲ့တူတယ်ဘာဖြစ်ပါမှားတယ်ဆိုလဲအမားကောင်းပါပဲเนาะနောက်ကိုလေဘယ်လိုကြောက်စရာမလိုမှမကြုံရအောင်ကိုယ့်ရဲ့ခြင်းဝင်ထဲမှာပဲတစ်သလုံးနေလေပါလားဒီ ကိုကလည်းခိုင်လာပြောနေရလဲမသိဘူးရှက်လာပြီ ရှက်ပါကြီးအေးလေဟောရချက်ကြီးကိုလည်းချစ်ပါနော်ပြောလေဤရဲ့ချစ်တယ်လို့ပြောတာနော်ပြန်ဖတ်မယ်နော် လောက်ပိရကိုအားတဲ့စိတ်ချမ်းတော့ကိုယ်ရိုင်းဆွဲကဝဲချမ်းမယ်ထမင်းလည်းကိုချက်ချွေးမယ်ချစ်တာချစ်တာချစ်တာအေးလေးနေစမ်းခွဲမင်းမလုံးနဲ့အိမ်အလုပ်တွေပြင်မမယ်တိမ်ကြုံဒီကိုကောင်းရှင်းမယ်ချစ်တာချစ်တာချစ်တာကိုအားလေစိတ်ချမ်းတော့ကိုယ်ရိုင်းဆွဲကဝဲချမ်းမယ်ထမင်းလည်းကိုချက်ချွေးမယ်ချစ်တာ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 အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တထေးတွေဖြစ်စိတ်မသားရင်နဲ့ပဲတထေးတွေဖြစ်ကျွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောက်ပဲအားလုံးတထေးတွေဖြစ်ခေကောင်းစား
ဘောနဲ့တွေကလဲกว่าအများကြီးလူကြိုက်များတဲ့ဂျီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကြတာဝင်းကြောင်ရင်ဘေးရှောင်းဒါကကျင်လေးကောင်ကကြမှာအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝင်းသူငွေထုတ်အရန်ကိုမြန်လက်ကီကို slot ကစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေသမီးကြိုင်နေမှာပိုးဟတ်တွေထည့်ပြီးနင်ဘာလို့အကျင့်ရောက်တာလဲ ငါတို့ကြည့်လို့မရဘူးဆိုတာနင်လည်းသိနေရပဲနင်တို့နှစ်ယောက်အဆင်ပြေအောင်ငါကူညီပေးစရာလား ကြည့်မရအောင်ဟိုကနင့်ကိုဘာတွေလုပ်နေလို့လဲနွေနွေနင်အရင်ဒီလိုမျိုးမဟုတ်ဘူးနော်နင်အခုမှဘာတွေဖြစ်နေလဲငါ့ကိုပြောဟမ် နင်တက်လုံးငါနာမှာနေလာပြီးတော့ငါဘာဖြစ်နေရလဲဆိုတာနင်တကယ်မသိဘူးပေါ့ဟုတ်လား ငါသိလည်းမသိချင်တော့နွေနွေမြို့ငါတဖြည်းဖြည်းနဲ့စိတ်ကုန်လာပြီနော်နင်အခုလိုလုပ်လိုက်လို့လေငါတို့ညက်ကိုဝေးသွားလိမ့်မယ်မထင်နဲ့ငါနင့်ကိုကျေးဇူးတော်တင်နေတယ်အခုငါတို့ညက်ကိုချစ်သူတွေဖြစ်သွားပြီငါပြောချင်တာနောက်ကိုငါတို့ချစ်သူညက်ကြားမှာနင်ထပ်ပြီးတော့မနှောက်ယှက်နဲ့ဒါပဲဟိုအယူကောင်ရောက်လာတော့ဘာလုံးအောင်မသိဘူးဗာမြန်ငါလဲ အာစိတ်ညစ်ခံရမှာလေကိုကြီးကလေကိုအိမ်ကိုလာနေတဲ့ကောင်ပဲမောင်းထုတ်ပလိုက် ခင်ပြောရတာပဲဒါမင်းက ဒီခါတော့မင်းညံရွှေတောင်ချတာဘူးကောင်းပါလေဒီလားဆရာတပည့်ပဲအေးတော်တယ်ဒီအကျဉ်းကြောင့်အောင်မြင်ငါဘောက်စုကောင်းကောင်းပေးမယ်ဆရာလည်းပတ်သက်ရှိလို့လားမရှိဘူးမျက်စိချီးမှာဟောငါတုတ်လိုက်မယ်နော်ထုတ်လိုက်မယ်နော်မင်းလုံးစားရှိရတော့လို့ထားလိုက်ငါဟိုအယူကိစ္စသွားရှင်းလိုက်ဟုတ်ကဲ့ဒီကောင်ရမှာ ကိုလူကပါနေတယ်လေ အယူပါ ကိုလူ အယူရခင်အာမဟုတ်ဘူးนี่ဘာပြောနေကြတာ ဟိုဘာပြောမှာလဲအကိုကြီးအိမ်ကိုရောက်လာတယ်ဟိုငကောက်သိတယ်မလားသိတယ်အေးအဲ့ဒီကောင်ယူကြောင်ဝူကြောင်နေဟေးရွာထဲမှာဒီကောင်ပြောချင်တာတွေပြောလှုပ်ချင်တာတွေလှုပ်နော်ပြီးရင်သူတယောက်တည်းတည်းမဟုတ်ဘူးအကိုကြီးရဲ့သားငါတူပါဒီကောင်မြောက်ထိုးပင်ကော်တွေလှုပ်နေတာအခုလည်းငါတူကိုခေါ်ပြီးတော့ပြန်ထွက်သွားပြန်ပြီသွားပြီဘာဒီပြဿနာပါလာအောင်မသိဘူးလေ ဒုက္ခ ကွာငကူကမှကိုကိုတိုင်းကိုသားအောင်မနိုင်ရတယ်ကြာအဲ့အယူကောင်ကမြောက်ပြီးတော့ငါသားကပါငါ့ကိုလူမလေးခွေးမခတ်နေပြောနေကွာ ကျွန်တော်ပြောချင်တာအဲ့ဒါပဲလေငကူရဲကဦးလေးတို့အိမ်ကချက်မပြရတဲ့ကြားထဲမှာအော်ကိုကောက်ဒီဟမ် ငါပြည့်တယ် ကိုပြည့်ဟုတ်တယ် ဒီမပြည့်တာဒီကောင်လေးအားနဲ့မပြည့် ယူအိမ်မှာကြက်မပြည့်ဘူးဟုတ်တယ်အခုရကျွန်တော်လာပြောနေ ကဲတော်ပါတော့အခုအဲ့လိုမရှိတာသိကြလား ယူပြန်သွားပြီ ထွက်သွားပြီ အဲ့လူအကြောင်းကိုပြောချင်လို့ကျွန်တော်ကလာတာနော်ဒီချက်မပြည့်တဲ့လူအတိတ်မိနေတဲ့လူဒီရွာကနေထွက်သွားလို့ရအောင်လုပ်တဲ့နေကျွန်တော်မှရှိတယ်လုပ်ဆောင်ပါပြော ပြီးသားပါဗျာအဲ့ဒီဒီကိုငါလိုချင်တယ်ငါလိုချင်တယ်မင်းအချောင်းကောင်းလို့တော့ငါကိုယ်တိုင်လုံးမှာကွာပြောသားအဲ့ဒီပြောသားဒီကောင်ရောက်လာမှလေငါရဲ့သိခါကြီးလည်းမရှိတော့အကြီးသွေးတွေလည်းအကုန်လုံးကြာတာညာပြန်ပေးသားအဲ့ဒီအကြံကို ဒီမှာ तू ကအတိတ်မိနေတာမလားအတိတ်မိနေတာကိုအဲ့ဒါခေါင်းနဲ့ဆိုင်ဟုတ်တယ် အိမ်မိအေးဘောတာ ခေါင်းနဲ့ဆိုင်လေခေါင်းနဲ့ဆိုင်အဲ့တော့အဲ့ခေါင်းကိုကျွန်တော်အတိတ်ကိုပြန်ပြီးရောက်ဖို့ခေါင်းတစ်ခုလုံးမယ် လို့အဲ့ဒါဆိုခေါင်းကိုရိုက်ကြပါ အာမလို့အဲ့လိုကျွန်တော်တို့တီးသွားဘယ်လိုအာကိုကြီးလည်းလို့လို့မရ အေးဟုတ်လို့ အေးသူ့ခေါင်းထဲကမှတ်ညံနေပြန်လဲရှင်သန်နိုးထလောင်လုတ်တဲ့နီးကိုတော့ ပြန်လဲနိုးထားတယ်နီးဘာနီးဘာနီး လျှက်စစ်ကူထုံနီးဒီမှာထားမှတ်ထားလိုက်မှတ်ထားလိုက်ရပြီ မင်းတို့ကဘာလို့ကြမလို့လဲ ဩဘာလဲဟွာဦးလေးရဲ့အတိတ်ကိုပြန်သတိမရချင်ဘူးလား ဟာရချင်တာဗော အဲ့ဒါကူညီမလို့ဒီကဆရာကြီးကလေဟာမတန်မခေါင်းနဲ့ညံနေရှိတယ်နော်အာအကောင်းဆုံးကြံကြံနေပေးမှာသူကသူနီအဲ့တော့ဟွာကျွန်တော်ပေးထား ဟိုငါနီးဆိုပြီးမင်းကဘာကြီးပေးရတာ နည်းနေကြောင်းဖြစ် ထပ်ဖြစ်ပြီလားငါနီးတော့ဟောငါနီးကိုတွေ့ချင်တယ် ဟုတ်တယ်သူနီ ငါနီးကိုတွေ့ချင်တယ်တွေ့ရမယ်ကြာပြီသိနော်ဟုတ်ပြီ ဟောဘယ်လိုရဦးပလက်ထိုးလိုက်အတိတ်ကိုပြန်တတိယနော်စီစဉ်ပေးမယ်ဟာမူနဲ့ အမြတ်ပေးဦးမယ်နော်မလီကြီးသားသား ဟုတ်ပါဦးဟုတ်ပြီနော် နာဦးဗော ကြာပြီတွေ့ရ ဟုတ်ပြီနော် ဟိုလေ
အဲ့လိုလုံးနေတော့ အတိတ်ကိုတေချာပေါက်ပြန်ပြရမှာ သိကြတယ်နော် ကန်တာတေချာလေးကန်တာတေချာလေးကန်တာကျွန်တော်စောက်မယ်နော်စောက်မယ်ကန်တာလာပြီလားလာပြီ ready 1 2အေးရသေးလားနည်းနည်းလေးအချိန်နည်းနည်းနေသွားတယ်ပြန်စားလိုက်မယ်နော်ကန်တာကန်တာကန်တာလာပြီနော် ready 1 2ရသူတတိရမရတော့မတူပါငါတော့တတိလေးချင်နေပြီနော်နီးမားနေတာလေ ဘာမှမနာဒါဒီပါရနာ အနက်တွေစီးရတာဟို ဘာမှစီးထားလို့အောင်တော့ဗော ထီအောင်တော့မထီအောင်လေချုပ်လေးချုပ်အခုဘာဖြစ်ကြောက်ခိုင်းမှာလဲခဏလေး မြေကြီးကိုထိထားမှာနော် ဟုတ်တယ်ထိတယ်အဲ့တမန်မင်းကြီး ကြီးရောက်တာဗော ဟုတ်ဒီရမှာတော့သိကြပါ အားသေးကြတယ်ဒီခါရပြီတမန်တော့လာပြီနော် ဘုရားပေါင်းဆုံးလာခဲ့ပါလောက်စားပါ လာပြီလောက်စားရ ready နေကငါတက်လုံးချစ်လာခဲ့တဲ့သူအခုမှရောက်လာပြီးတော့ငါဘွားတွေကနေဆွဲထုတ်သွားတော့မယ်ပေါ့ဟုတ်လား ရှိလိုက်ရဟဲ့နိမနဲ့တဘွားလုံးမကလို့အရင်ဘွားခဲ့ရပဲချစ်ခဲ့ဖူးစာပါမှာပေါင်းရတာဒါလည်းအောင်မသိဘူးလား ဟဲ့ဘာမှမဆိုင်ဘူးနင်သာရောက်မလာခဲ့ရင်ချက်ကြီးကငါအတွက်ပဲဖြစ်မှာနေရတော့သူစိတ်ပြောင်းသွားတာ အဲ့လိုတော့မဟုတ်ဘူးနော်အဲ့လိုတော့မဟုတ်ပါဘူးဩအေးအဲ့လိုဖြစ်ရင်လေဖြစ်သွားနိုင်တာပဲလीနော် နင်နဲ့တုံနဲ့အချိန်တလောက်အကြိုက်ရခဲ့တာမှရီးစားမဖြစ်ဘူးဆိုတော့နင်အတော့မကြတော့ပေါ့ဟဲ့ကိုညံ့တာလဲကိုသိစမ်းမ အဲ့လိုမပြောရဘူးလေ ဘာဖြစ်လဲ ပြောရင်လည်းဆက်ပြောလို့ ဘာလဲဖြစ်ဖြစ်ငါဘွားတွေကနေချက်ကြီးအပိုင်သိမ်းသွားတဲ့နေ့ကလုံးဝမကျင်တဲ့ဘူး နင်မကျင်တော့ဘာလို့ချင်လဲတကယ်ရှင်လာလေလာ မလုပ်ကြပါနဲ့နှစ်ယောက်စလုံးငါချက်ကျွေးပါမယ်မလုပ်ပါနဲ့ကျွန်တော်အိမ်မဆိုးတွေမတ်နေတာရောက်ခမကြီးရဲ့ ဟောတပတ်ကလေးရလေဘလို့အိမ်ပဲဆိုးနေမှနေရလဲနော် ဒီလိုပါပဲဟုတ်မရဲ့ဒီလိုပါပဲကျောင်းမကြီးအီမိုးနဲ့ကျွန်တော်နဲ့ချစ်သူတွေဖြစ်နေကြပြီနော်အဲ့ဒါရောက်ကမကြီးကျွန်တော်တို့နှစ်ယောက်ကိုမင်္ဂလာဆောင်ပေးဖို့သာပြင်ထားပြီနော် မလီတာများချက်ကြီးอ่ะတကယ်ဆိုရင်တော့ဟဲ့ရောက်ခမကြီးပဲကလေဘာမှငင်းစရာအကြောင်းမရှိဘူးဖြစ်ပြီလို့တာမှတ်လိုက် ပျော်လိုက်တာရောက်ခမကြီးရာပျော်နေတော့လေအိမ်မက်လှလှလေးတွေမှန်အောင်ကျွန်တော်ပြန်အိတ်လိုက်အောင်မယ် အေးဟာပဲရောက်နေရတယ်ဒါပဲနေရလေသမီးအေးရောသမီးရေသမီးအေးသမီးရေသမီးမရောက်နေရလေသမီးရေကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်လည်းအတိတ်ကိုပြန်သတိရပြီဆိုတော့ကျွန်တော်သားဖောက်ကိုပြန်ခွင့်ပြုပါဦးကိုတိုင်း
ခင်ဗျားကြီးမှာကျွန်တော်သားဖောက်ကိုရက်ရှည်လာမယ်ပြုမိတာလေကျေးဇူးတင်ပါတယ်ရပါတယ်ဗျာဒါနဲ့ခင်ဗျားတို့ခင်ဗျားတိုက်ခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးရဲစခန်းတွေပါတိုင်ရင်သေးလားမတိုင်တော့ပါဘူးကိုနိုင်ကြီးကျွန်တော်သားဖောက်မှာလည်းဘာမှထိခိုက်ဆုံးရှုံးမှုမရှိပဲနော်ရှေ့ကုန်ပါလိမ့်မယ်ကဲကျွန်တော်ခွင့်ပြုအော်နေပေါင်းရောက်ခမကြီးရဲ့ဟာမင်းခေါ်ချတာဟမ်မင်းဘယ်လိုခေါ်တာငါ့ကိုဟုတ်ပါတယ်ရောက်ခမကြီးရဲ့ရောက်ခမကြီးသမီးနဲ့ကျွန်တော်နဲ့ကလေချစ်သူတွေဖြစ်နေကြတာပါဟုတ်ပါရဲ့ဖေအကုန်နဲ့တမန်တကယ်ချစ်နေကြတာဟေးမစက်ကိုပိတ်ချာဘာတွေပြောနေရတော့ဟေးဒီမှာမင်းအစင်တန်းနဲ့ငါသမီးနဲ့တူတူတန်တလားကွာဟဲ့လူပါလဲကွာခင်ဗျားအဲ့စကားမပြောနဲ့ခင်ဗျားဒီအရာကိုစရောက်ပြီးတော့ဒီအိမ်ကိုစခေါ်လာတယ်ကျုပ်သားချက်ကြီးပဲဒီအိမ်ရောက်ပြီးတော့ခင်ဗျားစားကျင်တာတွေကိုနေ့တူကချက်ကျွေးနေရလဲကျုပ်သားချက်ကြီးပဲဟာခင်းနေကိုဒီကချက်ကျွေးဟုတ်တယ်ခုနကထမဒီကောင်လက်ရပေါ့သူ့လက်ရအဲ့လိုလက်ရတွေကိုကျုပ်အတိတ်နေနေဒီမှာနေလေးစားမိတယ်ပေါ့စားတာပေါ့ခင်ဗျာဟေးကျွမ်းတာဗျာခုနကထမကအားနာလို့တစ်စက်မှမစားကြဘူးယွန်ရာကြီးရက်ဆက်ရရောက်ခမကြီးအရင်ကကျတော့ကျွန်တော်လက်ရံကိုတစ်ခါမှတော့မစားဘူးဆိုအချက်အပြုတ်မှာကျွန်တော်ကပါရမီပါတယ်ဆိုအမလီနဲ့တုတ်တာလေးများစားနေရတယ်လို့ပဲသူရောက်ခမကြီးအဲ့ဒါအတိတ်မေတော့ယူနေတော့ပြောတာအခုများတော့ယွန်းလုံးလာတပိသွားမယ်အားလုံးပဲရောက်ခမကြီးရောက်ခမကြီးတော့မှပါတယ်ဗျာရောက်ခမကြီးရဲ့တမျိုးကျွန်တော်တကယ်ဟုတ်ချစ်တာပါကျွန်တော်ချစ်ချင်မခွဲပါနဲ့နော်မခွဲပါနဲ့ဗျာနော်ဟုတ်ပါရဲ့ဖေဟုတ်တမီးကလည်းအခုတကယ်ချစ်တာပါဟုတ်တမီးတို့သဘောတူပေးပါနော်တော်တော်ဤပေါ့ဘာသာလို့ဝိတာအဖေနေကိုထွက်လာတာဟင်းပွဲအသက်ရှာဖို့သမီးတို့လေရှာကိုထွက်လာတာပေါ့ရောက်ခမကြီးရဲ့ကျွန်တော်ချစ်ချင်မခွဲပါနဲ့လို့ကျွန်တော်တောင်းမှပါလေနော်ညနေပိုင်းကျတော့မင်းငါဒရာမာလာချုံးနေဟမ်ရောက်ခမကြီးကျွန်တော်တိုက်လာခိုင်းပါနော်ကျွန်တော်ချစ်ချင်တော့မခွဲပါနဲ့ကျွန်တော်တောင်းမှပါလေရောက်ခမကြီးရဲ့နော်မင်းနဲ့ငါသမီးနဲ့လုံးဝသဘောမတူဘူးကွာဟာတယ်ဟဲ့လူဟာတယ်သူကြားရတဲ့စကားတခုပြောပြရတယ်ဟာကျုပ်သားလေအချက်ပြဝါဒနာကြီးပြီးတော့ထင်ရလောက်တတ်တာလို့ဒီကောင်မှရုံမှတဲ့စိတ်ရှိဘူးခင်ဗျားဒီရွာကိုစားရောက်လာတဲ့ကျုပ်သားကလေတခိုးလည်းပြရတယ်တရွာလုံးရဲ့ခိုက်ပါလည်းပြရတယ်နော်တတောင်းသားတာလည်းပြရတယ်ခင်ဗျားပေါ်မှာအဲ့လိုစေနာထားခဲ့တယ်ကောင်ပြီးတော့ခင်ဗျားပါးစပ်ကပဲလေခင်ဗျားသမီးနဲ့ကျုပ်သားကိုပေးစားမယ်စဖို့ဘူးလည်းခတ်မယ်လို့ပြောခဲ့တာခင်ဗျားပါးစပ်ကပြောခဲ့တာအဲ့တော့ခင်ဗျားသူ့အတွက်တခုခုတော့စဉ်းစားပေးသင့်တယ်ဗျာကျုပ်ကသူ့အဲ့စကားတွေပြောခဲ့တာပေါ့အေးလေသူ့စကားကျုပ်တာဝန်ယူပါနောက်တော့သားဖကျေးဇူးလည်းကျွန်တော်တို့ဘာရှိနေလဲဆိုချက်ကြီးမင်းငါခွင့်ရတခုပေးဟုတ်ကဲ့မင်းကြိုက်တဲ့အစားအသောက်ကိုမင်းစီမံပြီးချက်လိုက်ဟုတ်အဲ့တော့တရားလုံးကျွေးတရားလုံးကကောင်းပါတယ်လို့မင်းကိုချိတ်ကြည့်ရနဲ့ငါမင်းတို့စဉ်းစားပေးဟာကျေးဇူးတင်ပါတယ်ဦးလေးရဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်နော်အေးရတယ်ချက်ကြီးငါအကုန်လုံးကြားပြီးသွားပြီဟုတ်တယ်ဒီတစ်ခါငါရဲ့အချစ်ရေးအတွက်ရောငါရဲ့ဘဝအတွက်ရောနောက်ဆုံးအဆုံးဖြတ်ပဲနင်သိလားငါတို့မြောက်ကလေငယ်လေးကဒီရွာမှာတူတူကြီးပြင်းခဲ့ကြတာငါဘာပဲလုပ်လို့နေအမြဲတမ်းရှိနေပြီခဲ့နင်တခုခုလုပ်ချင်တိုင်းလေငါနဲ့နာမှာအမြဲတမ်းရှိနေပြီခဲ့ဘာပြောချင်တာလဲနင်နဲ့ငါနဲ့အခုတွေ့တာနောက်ဆုံးတွေ့ရလဲဖြစ်သွားနိုင်တာပဲလေအဲ့တော့နင်နောက်ဆုံးလုံးမဲ့အရာလေးကိုတူတူလိုက်ပြီးလုပ်ပေးခြင်းနဲ့နင့်ကိုနောက်ဆုံးအနေနဲ့ငါကူညီပေးခြင်းနဲ့ဟာနော်မလီနင်ကငါ့ကိုကူညီပေးမယ်ဟဲ့လားဘာလဲဟိုတခါလို့ငါတို့နှစ်ယောက်ကိုကွဲအောင်လို့နင်လုံးမလို့လားဟမ်နင်ငါ့ကိုကူညီပေးခြင်းအောင်ဆောင်ပြီးဒုက္ခပေးမလို့မလားမလုပ်ပါနဲ့ဟာငါပဲကြိုးစားပါမယ်နင်တူနဲ့တွေ့ပြီးကြတဲ့ငါ့ကိုဂရုမစိုက်တော့လို့ငါမနာလို့ပဲလုပ်ခဲ့မိတာပါဒါပေမဲ့ခုနင်သူ့တကယ်ချစ်တယ်ဆိုတာငါလက်ခံလိုက်ပါပြီငါတေချာစဉ်းစားကြည့်လိုက်တော့လေငါနာမနင်မရှိလေနင်အဆင်ပြေပြီးပြောနေငါချင်တဲ့နေရာပဲဆိုတာငါသိလာတယ်အဲ့တော့ငါတို့နောက်ဆုံးအနေနဲ့ကူညီချင်တယ်ငါကူညီခွင့်ပြုပါနော်
ကယ်တမ်းကျတော့ငါဘက်ကမှားခဲ့တာကြီးလည်းရှိပါတယ်ဟုတ်ပါတယ်နေရာငါ့ကိုတစ်ခြားလုံးကူညီပေးခဲ့တဲ့သူပါညငါယုံပါတယ်ဟာကဲအဲ့ဆိုရင်နေနဲ့ငါနဲ့2ယောက်ပေါင်းပြီးတော့ငါတို့ဒီဘာချက်ကြမလဲ နေတကယ်ပြောရလား ဟောတကယ်ပြောတာဗောဟာ ငါစဉ်းစားထားတာတစ်ခုတော့ရှိတယ်ဟိုငါငယ်ငယ်တော့ကလေအဖွားငါ့ကိုမဟွင်းကောက်ကနန်းနဲ့ချက်ကျွေးဘူးလေအရန်စားလို့ကောင်းတယ်ပြီးတော့ငါချက်နီးလည်းသိတယ်ငါတို့အဲ့ဒါချက်ကြမလားအဲ့ဒါဆိုလို့ရှိရင်အီးရဲ့အဖေရဲ့သဘောကျမှာနော် မုံဟင်းငါ့ကိုခဏန်းနေစိုးတော့မစိုးဘူးဟာကောင်းလေဟာအဲ့ဒီမုံဟင်းငါ့ကိုခဏန်းနေနေနဲ့ငါနဲ့2ယောက်တူတူချက်မယ်ဘယ်လိုလဲလာ 为那个羊毛么敢用的美，黑在我那巴罗，把车车洗的面公有的，三地前那么，这比他很难过，得要路不追个，你个你他么，都得对不对啦，都谁么讲不，那就让你有么。Every day, every day, I'm a man. Sa tui get so bad. Kurelo ji manja hinta me. Kuso now kuta to po. It's me dore mingo. Janche bunga hamyo lilo. Me chai de hin me cha tui lo. Me love that you be me so. Zisa chumo be into the kitchen. Masala nene piu me ngai long na li boy. Me say chai don't sound like my day. Me love that you me so. Do I long baby don't you own me. ဒီမွေးငါကနန်းနဲ့ချက်တာနော်ဘူးလေးစားကြည့်လိုက်လုံးဝရှာလဲသွားစီရမယ်ကျွန်တော်ကိုယ်တိုင်စူးစမ်းပြီးတော့ကျွန်တော်ချက်ထားတာအေးပါကောင်းလိုက်တဲ့အရာလားကွာဘလူတော်ချက်ထားတယ်မသိဘူးသမီးစားကြည့်နော် စားကြည့်ပါဦး 这个高哪呗？ ဟေးမွေးစားလို့ကောင်းကြတယ်မလား 他说人家可能没人啊，对面上面你们太多人了。 မနေ့စာမအိမ်ကအတက်ထက်လိုက် ဖေရတဲ့တနေ့ကုန်ရောင်းမှာပေါ့ ။အော်တနေ့ကုန်တော့ရောင်းမယ်။ဟုတ်ပါ။တကြီး ။ကြာ။ ဦးလေးဒီကားမျိုးတကယ်ချီးကျူးတယ်ကွာ။နင့်လက်ရတော်တော်ကိုကောင်းတယ် ။ကျေးဇူးတင်ပါတယ်ဦးလေးဟာ။ဦးလေးဟိုဒါဆိုကျွန်တော်လက်ခံလိုက်ပြီပေါ့နော်။ ဒီလိုတော့စားကောင်းတယ်ဆိုမှာကွာပြောစရာလိုသေးလို့လား ကျေးဇူးတင်ပါတယ်ဦးလေး အေးပါ ကျေးဇူးတင်ပါတယ်ဦးလေးညညစားနော် နောက်တစ်ပွဲတော့ထပ်တယ်ဟုတ်ကဲ့ ဟာချက်ကြီးဖိုက်ကိုတင်းသွားတာပဲကောင်းလိုက်တာကွာ ဟေးစားလို့ကောင်းရတယ်မလား အရန်ကောင်းတယ်ငါချက်ကွာအဲ့လောက်ကောင်းတယ်ဟိုမထင်တာဘူးနဲ့ဟို ဟာချက်တာပါဟာနင်းရတယ်ကျေးဇူးပဲရ ရဲပါမယ်နော် အေးကောင်းပါအေးတော် ချက်ကြီးဒီလိုတော့မင်းအမှတ်ပြပေးနေ ဦးလေးအချက်ပြုတ်ကကျွန်တော်ပါရမီကိုပါတာဗျာ ဒီလက်ရကိုကြည့်တယ်မင်းပါရမီဆိုငါကယုံပြီးသား လောက်ကြပါဦးမရတော့ဘူး ဘာဖြစ်လဲအိမ်ဒီမအောင်နိုင်တော့အဲ့နေမကောင်းတယ်ဘာဖြစ်လဲ ဘာဖြစ်လဲ ငါလည်းပြတော့ဒီပါချင်လာပြီငါလည်းပြတော့မယ် ဘာဖြစ်လဲ ချက်ကြီးဒီဘာလို့လဲကြံနေလဲ ဦးလေးကျွန်တော်ဘာမှမလုပ်ပါဘူးဦးလေး မင်းဘာလို့လဲတော့မရတော့ဖြစ်နေဟမ်ဟာတပူရတယ်ဟာတပူရတယ်ဟဲ့ချက်ကြီးမင်းကလုံးဝခမအားမနေဟဲ့ငါပါလာချင်တယ်မင်းတော့မင်းပြန်နော်မင်းနေရအောင်လေဟဲ့တပီးဟာဒုက္ခပဲကွာဘာလို့ညစ်ကုန်တာလဲလို့
လွယ်လွယ်ဒီလိုပြောင်းနေတမင်လောက်တာပါဟမ်你ရက်ဆက်လိုက်တာဟာ ငါဘာမှမလုပ်ဘူးချက်ကြီးငါလောက်တာမဟုတ်ဘူး ဟာနေမလို့နဲ့သူတို့တွေအဲ့တော့ဘာတွေဖြစ်ကုန်တာလဲဟမ်ဘလို့တွေဖြစ်ကုန်တာလဲ ငါလည်းဘယ်လိုလုပ်သိပါလဲဟာဒါပဲလေငါလောက်တာလုံးဝမဟုတ်ဘူးခဏကိုရုံပါနော် မမယုံဘူးညို့မလုံးဝမယုံဒီမိုးငါချက်ကိုစပြီးတန်ပေးရတယ်နေမယ်မိုးငါချက်တွေတစ်ချောင်းတော့နေငါတော့မှရှိခဲ့တာနေမလို့မသူတော့မှလေဘာလဲငါနဲ့အီကိုမဝေးဝေးအောင်လုပ်တာပါလားဟမ်ငါရဲ့အိမ်မက်ငါရဲ့အနာဂတ်မျောနေချက်တွေအားလုံးနေရိုက်ချိုးတာပေါ့ဟုတ်လား ဟုတ်ဘူးချက်ကြီး တော်တော်ရုံမာလွယ်လွယ်နေငါရှိမှထပ်မနေနဲ့တော့နေသွားတော့ဟာသွား ဦးလေးရဲ့အဲ့လိုမလုပ်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ဦးလေးရဲ့အဲ့လိုမလုပ်ပါနဲ့ဗျာ ဟဲ့အောင်ချင်းကြီးမင်းပါစက်ကိုပိတ်ထားမင်းကြောင့်တရားလုံးဒုက္ခရောက်သွားတာမသိတာပဲကံကော အဲ့ကျွန်တော်လုပ်တာမှမဟုတ်တာဦးလေးရဲ့အီရဲ့ပြောပေးပါဦးကိုမလုံဘူးတော့အီယုံနေမလားရှင်းပြပေးပါဦးဦးလေးကိုနော်ဦးလေး မစက်ကိုပိတ်ထားသမီးတို့အခွင့်အရေးပေးပါလို့ဒီကောင်အဖေခွင့်ရေးပေးပြီအောင်ချင်းကြီးဗျာဒီနေ့ဒီရက်ဒီချင်းစားမင်းငါသမီးနဲ့လုံးဝမပတ်သက်တော့ ဦးလေးရဲ့အဲ့လိုမလုပ်ပါနဲ့ဦးလေးရဲ့ ဟဲ့ကွာတော့တော့ ဦးလေးခဏနေပါအောင်ကျမရှင်းပြပြစေဒီကိစ္စတွေအားလုံးရဲ့တရခံကကျမပါ ဘာပြောလဲလွယ်လွယ်ဒီကိစ္စတရားခံနေဟဟလားနေလုံးပြန်ပြီလား ဟုတ်တယ်ဟိုချက်ကြီးကတေးသေးချာလေးစူးစမ်းပြီးတော့ချက်ထားတာဦးလေးတို့ကစားပြီးတော့ကြိုက်သူ့ကိုခေါ်သွားကြမှာကျမရဲ့ချစ်ဆုံးတငယ်ချင်းချက်ကြီးနဲ့မခွဲနိုင်လို့သူ့ရဲ့အလက်မှာကျမစိတ်ခတ်လိုက်တာဟိုကျမရဲ့အပြစ်ပါချက်ကြီးနဲ့မဆိုင်ပါဘူး ဟဲ့ဒါဆိုရင်အကိုအပြစ်မဟုတ်တော့ဘူးဆိုတော့အကိုခေါ်သွားလို့ရပြီပေါ့နော် ဟုတ်ပါတယ်ဦးလေးဒီကိစ္စတကယ်ကိုကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးပြောင်းစူးစမ်းပြီးတော့ကျွန်တော်ချက်ခဲ့တာပါဦးလေးကျွန်တော်ဦးလင်းနဲ့လက်ခွင့်ပြုပါဦးလေးနော် အဲ့ဒါဆိုလေမင်းလိုက်မှာဆိုဝက်စားတော့ပါ ဟောဝစ်စားထည့်ပြီးသားမြန်နေကျွန်တော်တွားယူလိုက်မယ်နော်တွားယူလိုက်မယ် ဘလောက်တောင်လိုက်ချင်နေလဲမသိဘူး ဒါချက်ကြီးအမိတောင်းစင်ဘယ်လောက်ရှိရဆိုတာဦးလေးသိပါပြီ Cool, yeah,
လောက်ဆောင်ပါလို့လေ ချက်ကြီး ဗျာ သိချလိုက်ချသားလို့ရပါတယ်နော်တရုံတော့မရောက်ဘူးမလား မရောက်ပါဘူးလေဦးလေးနဲ့ပြီပဲရောက်ပါမယ် ဒါစားပြီးငါပေးရမှာ အဲ့လိုမဟုတ်ပါဘူးဦးလေးဟိုစားရတာကောင်းလုံးလို့လေနဲ့ပြီရောက်သွားသလိုခံစားရမယ်လို့ပြောတာပါ အေးဟုတ်ပြီ ဦးလေးဘာဖြစ်လို့လဲဦးလေးဘာဖြစ်လို့လဲ ချက်ကြီး ညာ ဒါပါကြီးလေဒါပါကြီးလေ ဦးလေးအဲ့ရွာမှာချက်တဲ့ကနန်းမဝင်ကလေဦးလေး ဟာမင်းကနဲ့ညီစောဟောတော့နဲ့ဟောင်းနေရမယ်ကွာဘာရတာမှလည်းမရှိဘူးဟင်မင်းဘလို့လုပ်တာလဲမင်းဘလို့လုပ်တာလဲ ကျွန်တော်ရွာမှာချက်တဲ့အတိုင်းပဲချက်ထားတာပါဦးလေးရဲ့ ရောမချက်တာကောင်းတယ်ကိုငါဆိုင်ရောက်မှချက်တာမင်းဘာတစ်ခုမှကိုမကောင်းတော့ဘာရတာမှလည်းမရှိဘူးဒီပါဒီလက်ရမျိုးကငါဆိုင်မှာတင်ရောက်လိုက်လေဆိုင်မှာလက်ရှိလမ်းနေတဲ့ကာဆာမာတွေတယောက်မှမလောက်နဲ့ငါဆိုင်မှာရင်ပြုတ်သွားမယ်ချက်ကြီးမင်းမျိုးကိုရောက်ကြတဲ့ကဒီဆိုင်ကိုရောက်ကြတဲ့ကတနေ့တနေ့ငါ့ကိုချက်ကျွေးနေတဲ့အစားတော့ဘာတစ်ခုမှရတာမရှိဘူးအဲ့ကြောင့်ဒီဟာအဆိုးဆုံးပဲဘလို့လုံးမလဲဟင်မင်းစမမကောင်းဖြစ်ချင်တယ်ဆိုနေပါလေစူးစားကွာဒီမှာမဆရာဟောသမားကြီးမှာတော့တင်လိုက်မင်းဓာတ်ချက်တွေမင်းလှိထားတယ်ဖြတ်ထားတာတွေအကုန်လုံးလဲဘာမှညနေမှမလို့မင်းမှမကြည့်အောင်မင်းဟောတယ်မင်းကြည့်လိုက်အောင်ဟင်ချက်ကြီးမင်းဒီဘွားတော့ဖြစ်နေမယ်မထင်ဘူးမစူးစားမှရမယ်နော်ကြံကားဆိုင်လည်းမလွယ်တော့ဘူးအော်မင်းလည်းတမျိုးကောင်ကကန်ကောင်းနေတာကွာအဲ့ဒါဘောကလူမစွန်းနတ်မှာဆိုတာ စိတ်လျှော့လိုက်ပါဆရာရဲ့ဖြစ်ပြရလဲပြီးနေပြီဟာ ဟုတ်တော့ပဲဆရာရဲ့ကျွန်တော်တို့အမှုမပတ်တာပဲကျေးဇူးမတင်နိုင်ဘူးရအောင်စိတ်လည်းမလျှော့နိုင်ဘူးကွာဒီကောင်ဒုက္ခမရောက်အောင်ဆိုငါကိုယ်မွေးငါဦးလို့စိတ်ခတ်လိုက်တာဒီကောင်ကန်ကောင်းပြီခုမြို့အောင်ပါသွားပြီဟာဆရာအဲ့ဒါအစိုးရအကောင်းပဲလေချက်ကြီးကလည်းမြို့ပါသွားတယ်မြို့ရတယောက်တည်းအသေးကွဲနေအဲ့ဒါကိုကွဲလည်းတော့ဖြတ်ခင်းခွချင်ကြလိုက်ပေါ့တီဘွေးတီနာစားဟဲ့လားဟောငါတုတ်လိုက်မနော်ဖုတ်ရမယ်စကားပုံပြောပြနေရဗျာမပြောနဲ့လူရလည်းငါ့ကိုဘလို့နီးနဲ့မှလက်ခံမှာမဟုတ်ငါတော့သိအဲ့အတွက်စိတ်လျှော့လိုက်ပြီငါအခုဒေါတော့ထွက်နေတာငါရောက်ရရှိတယ်ပတ်စံမရလိုက်တာကိုဒေါတော့ထွက်နေတာကွာဘာဖြစ်နေရလဲဖေပြောလိုက်တဲ့စကားရဲ့အကြောင်းမို့လို့အခုစိတ်တက်ကြသွားတာလားသူကဒီလိုပါပဲကိုရဲ့အပြောကဆိုးပေမဲ့စိတ်ရင်ကတော့ကောင်းပါတယ်နောက်ကြတော့လည်းအဆင်ပြေသွားမှာပါနော် ကိုဟိုးရင်ကလေးကဒီဟင်းချက်တဲ့အလုပ်ကိုရမ်းဝါသနာပါခဲ့တာအောင်မြင်တဲ့စပုံမှုတစ်ယောက်လေကိုအရန်ကိုဖြစ်ချင်တာပဲဒါပေမဲ့ကိုဘလောက်ပဲကြိုးစားဘာဟင်းနေပဲချက်တခုမှမကောင်းကြည့်ရတော့ဒီစဖို့မှုအလုံးမှာကိုပါရမီနဲ့တူပါတယ်အဲဒါကြောင့်ကိုနဲ့မကိုက်ညီတဲ့ဝါသနာတစ်ခုကိုအချိန်ကုန်ခံပြီးတော့လုပ်နေရတာမှားနေပြီလားလို့တွေးနေတာခုသေးချာပြန်စဉ်းစားကြည့်ပေါ့အေးရတော့ကိုချစ်သူအမားတွေလုံးနေအောင်မှာမျက်စိမိတ်ပြီးထောက်ခံတဲ့သူမျိုးမဖြစ်ချင်ဘူးအခုဝါသနာကိုမစွန့်လွတ်နိုင်ဘူးဆိုရင်အခုမှစူးစမ်းဖို့အချိန်ကြီးရှိပါသေးတယ်ဘာဆက်လုံးအောင်မှတော့မသိတော့ပါဘူးအဲ့ဒီကပြောဟာဟဲ့ဒါဆိုနွေးလောက်တာမဟုတ်ဘူးပေါ့ ဟုတ်တယ်ကွာအဲ့ရွာလူတွေလည်းသူတို့ဝိုင်းပြီးပြဿနာရှာနေကြတယ်အေး ဘာဖြစ်တာလဲကိုဘာတူလဲ ဝင်းကားတဲ့ဝမ်းတော့စေးတွေခတ်တာဟိုကောင်နေကြီးတို့ဖွဲတယ်ဟိုတရွာလုံးနဲ့ဒေါသတွေထွက်ပြီးအဲ့ကောင်တွေကိုလိုက်ရှာနေကြတယ်
ဒါဆိုနွေ့နွေ့ကသူ့လောက်တာပါလို့ဘာလို့ဝင်လဲ တကယ်တော့အဲ့နေကအင်းရေးမိပါတယ်မနွေနွေကသူတကယ်လောက်တာမဟုတ်ဘဲနဲ့ဝင်ခံလိုက်တယ်ဆိုတာ哦အေးအထာကြီးခဲ့တာပါမသိချင်အောင်ဆောင်လိုက်မိရဲ့ အေးရောဘာလို့မသိကြအောင်ဆောင်တာလဲ ကိုယ့်ကိုချစ်လို့ခေါင်းနဲ့ခွဲရမှာဆိုလို့ပေါ့ဒါမဲ့အေးအကိုကိုချစ်တာထက်မနွေနွေကအများကြီးပိုချစ်ပါတယ်အကိုအတွက်နဲ့သူ့ကိုယ်တော့မျက်နှာခံခဲ့တာ ဒါဆိုနွေ့နွေ့ရအခုအတွက်နဲ့တရွာလုံးအထင်လွဲတာကိုသူတမင်ခံခဲ့တာပေါ့ဟုတ်လား ဟုတ်တယ်အခုတေချာပြန်စဉ်းစားတဲ့လေအေးရောလည်းအခုဝါသနာပါရဲ့အလုံးနဲ့တွဲပြီးတော့ချစ်တယ်လို့ထင်တာဖြစ်ချင်းဖြစ်မှာပါတကယ်တမ်းအခုဒီမှာအေးရောနဲ့ရှိနေရတာကိုမပျော်ဘူးလို့ထင်တယ်အခုအေးရောနဲ့ဒီမှာတသက်လုံးနေနိုင်မှာမလားအခုတေချာဆုံးဖြတ်ပါအခုဆုံးဖြတ်တဲ့အတိုင်းအခွင့်ပြုပါတယ်အခုပျော်မဲ့နေရာကိုရွှေ့ပါအခုစိတ်ချမ်းသာမဲ့နေရာမှာနေပါနော် ကျေးဇူးတင်ပါတယ်အေးရဲ့ ချက်ကြီး လွေးရဲ့နင်ဘာဖြစ်လို့ငါ့ဘုံမှာအဲ့လောက်တောင်ကောင်းသွားတာလဲဟမ်ဘာဖြစ်လို့ငါ့အတွက်နဲ့နင်အဲ့ဒီလောက်တောင်မှနင့်နာခံရတာလဲ နင်လုံးချင်တာတွေလောက်ရဖို့နင်စိတ်ချမ်းသာအောင်ပဲမြင်ချင်လို့နင်ပြောနေတာကိုပဲငါမြင်ချင်လို့ကွာ နင်ကဘာလို့မြင်ချင်တာလဲ နင်မသိပါဘူးနင်ဘယ်တော့မှလည်းသိမှာမဟုတ်ဘူး ငါသိတော့ဗောနွေရဲ့ငါအခုသိသွားပြီင
အဲ့ဒါ你ငါ့ကိုချစ်လို့你ငါ့ကိုချစ်တယ်ဆိုတာငါတကယ်ကိုသိသွားပါပြီငါလည်းလေနင့်ကိုအရန်ကိုချစ်တယ်နွေ